ဒီနော်ကိုမင်းခိုင်တို့ thank you ပါဒီနေ့ meeting join ပေးတာဟိုမတ်ချူတဲ့ရောမိတ်ဆွေဟောင်းနေနော် okay အဲ့တော့ Mac ကြီးကျွန်တော်တို့စလိုက်မယ်နော် okay တခြားသူတွေလည်းဖြည်းဖြည်းချင်းဝင်လာတဲ့သူတွေလည်းဝင်လာပါလိမ့်စေပေါ့နော်အဲ့တော့ကျွန်တော်အရင်ဦးဆုံးဒီနေ့ပြောမယ့်အကြောင်းအရာလေးကိုမပြောခင်အာနည်းနည်းရှင်းပြစေရှိတယ်ဟိုကျွန်တော်တို့ဒီထဲမှာလာပြီးနားထောင်တဲ့ဒီနေ့မိတ်ဆွေတွေကကျွန်တော်နဲ့ဘာမှစိတ်နဲ့သူတွေမဟုတ်ကြအောင်တချို့အလုပ်တွေမှာတူတူလုပ်ပူတယ်တချို့အလုပ်တွေကတော့မလုပ်ဖြစ်ဘူးသိအောင်တော့ပဲသိကြမယ်ကျွန်တော်အဲ့တော့တတိယဖြစ်ပေါ့ကျွန်တော်တို့ဒီ15နှစ်16နှစ်ဒီ multi level ပဲဖြစ်ဖြစ် direct sale ပဲခေါ်ပေါ့ဒီနယ်ပယ်မှာကျွန်တော်တို့ကျင်လေခဲ့တဲ့တက်တန်းတစ်လျှောက်လုံးပေါ့ကျွန်တော်တို့လုပ်ငန်းလုပ်တဲ့ကိစ္စတွေမှာအာဟိုကောင်းတဲ့အလုပ်တွေလုပ်ဖြစ်တာရှိသလိုမှားယွင်းတဲ့ရွေးချယ်မှုတွေလည်းအများကြီးရှိခဲ့တယ်။ဒါကျွန်တော်တယောက်တည်းမဟုတ်ဘူးဒီထဲမှာရှိတဲ့မိတ်ဆွေတွေအကုန်လုံးလည်းဒီအတွေ့အကြုံတွေရှိမှာပါ။အဲ့တော့ကျွန်တော်တို့ဒီနေ့ပြောမယ့်အကြောင်းအရာကမိတ်ဆွေတို့စိတ်ထဲမှာအရင်ရှင်းအောင်ကျွန်တော်ကစိတ်ရှင်းထားပြီးနားထောင်စီချင်တာကကျွန်တော်တို့အမ်လုပ်နေကြကျွန်တော်တို့လုပ်နေကြဆိုတဲ့ကိုကျွန်တော်တို့ပုံမှန်ဒီ direct sales မှာတွေ့နေကြမြင်နေကြလုပ်ငန်းဆောင်တာမျိုးတွေမဟုတ်ဘူးပေါ့နော်လုပ်ငန်းဆောင်တာမျိုးတွေမဟုတ်ဘူးဘာလို့ကွဲပြားခြားနားလဲဆိုတော့ကျွန်တော်ရှင်းပြမယ်နော်နောက်ဒုတိယတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ပုံမှန်ဒီ network နယ်ပယ်မှာပေါ့အခွင့်အလမ်းတစ်ခုခုတွေ့ပြီဆိုရင်အာသိရမလားဟိုအလော30ဟာလူရရေး investment ရရေးကိုပဲအားထုတ်ပြီးတော့ပေါ့နော်တိတ်ဘာမှမမြင်တော့ဘဲနဲ့ကိုယ့်ရဲ့ရပိုင်ခွင့်ကိုယ့်ရဲ့နာမည်ဦးလူဦးတာဒီနည်းအားဖြင့်လုပ်ငန်းကိုဦးအောင်လုပ်တာဒါမျိုးတွေပဲအားစိုက်ပြီးတော့နော်ငါးပွက်ရငစားချတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒီလုပ်ငန်းပုံစံနဲ့လုံးဝကွဲပြားခြားနားတယ်ကျွန်တော်တို့ဒီလုပ်ငန်းအခုစတင်ဖို့အတွက်ကျွန်တော်တို့ကအချိန်2 နှစ်လောက် idea stage ကနေပြီးတော့ကျွန်တော်တို့ဒီကနေ့ဒီလိုပြောနိုင်ဖို့ကျွန်တော်အချိန်2 နှစ်လောက်ကျွန်တော်ယူခဲ့ရတယ်အဲ့တော့ဒီလုပ်ငန်းဆောင်တာကိုနားထောင်တဲ့မိတ်ဆွေတွေကဟာကွန်ပျူတာပိုင်တို့အရင် Omega Pro လိုဟာမျိုးတွေလုပ်ပြီလားလို့လည်းမထင်နဲ့ကျွန်တော်တို့ Omega Pro လိုလုပ်ငန်းမျိုးတွေလည်းမလုပ်တော့ဘူးဘာလို့မလုပ်တော့ဘူးလဲဆိုတော့အာအပြေရရှင်းပါတယ်ကျွန်တော်တို့ကလူများကိုပတ်စံချမ်းသာအောင်ကျွန်တော်တို့ကနော်ကျွန်တော်တို့ရဲ့ network တွေကျွန်တော်တို့ရဲ့နာမည်တွေချနင်းပြီးတော့လူတွေကိုမိတ်ဆက်တယ်ကျွန်တော်တို့ကတေချာသင်ပေးပြပြီးတေချာရှင်းပြတော့လည်းပဲကျွန်တော်တို့ control မလုပ်နိုင်တဲ့1000 level တို့2000 level တို့လူ2000မြောက်တို့3000မြောက်တို့ကြာကျွန်တော်တို့ကမသိတော့အဲ့လူတွေကိုအဲတွေးချင်တာတွေးသိချင်တာသိဟိုနားလဲခြင်းသလိုနားလဲယူဆခြင်းသလိုယူဆပြီးတော့စကလုံးတွေကဖောင်းပွားသွားတဲ့အချိန်မှာနောက်ဆုံးပြဿနာတစ်ခုဖြစ်ပြီးဆိုကျွန်တော်တို့ရှေ့ရောက်လာတာပေါ့နော်ကျွန်တော်တို့ secret ထဲမှာနာမည်တွေထိခိုက်တာတွေရှိတယ်ပျက်စီးတာတွေရှိတယ်အဲ့တော့အနှစ်ချုပ်လိုက်တော့ဘယ်သူ့မှလည်းညို့မထိုးဘူးပေါ့နော်ကိုရွေးချယ်လို့ကိုဖြစ်တာပေါ့အဲ့တော့ကျွန်တော်ဒီ Omega Pro ပြတ်တဲ့နောက်ပိုင်းကစပြီးကျွန်တော်3 နှစ်ခွဲ4 နှစ်လောက်ကျွန်တော်တော်တော်ငြိမ်ငြိမ်လေးကျွန်တော်တို့နေတယ်တိုးတော်လည်း forest trading ဘာညာတော့လုပ်နေတာပေါ့နော်အဲ့တော့အဲ့နောက်ပိုင်းပေါ့အဲ့နောက်ပိုင်းမှာကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချတယ်အဲ့ဒါဘာလဲဆိုတော့သူများတွေကိုပတ်စံချမ်းသာအောင်ကျွန်တော်တို့ကလူတွေ make set ပြီးတော့ secret တွေတိုးချဲ့ပြီးတော့နော်လုပ်ပေးပြီးတော့တခုခု something wrong ပေါ့မှားသွားတဲ့အချိန်ကျတော့ကျွန်တော်တို့လူတွေကဝိုင်းပြီးတော့အပြစ်တင်လို့မျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလုပ်ငန်းဆောင်တာတွေကိုကျွန်တော်တို့မရွေးချယ်တော့ဘူးမရွေးချယ်တော့ဘူးပေါ့နော်အဲ့လိုလုပ်ငန်းဆောင်တာမျိုးတွေလည်းကျွန်တော်တို့မလုပ်တော့ဘူးပေါ့နော်ကျွန်တော်ဒီ3-4နှစ်အတွင်းမှာခဏခဏဒီ financial MLM platform တွေကကုမ္ပဏီတွေကကျွန်တော်တို့သိကြတာပဲလေခဏခဏဖိတ်ခေါ်တယ်သူတို့လောက်ခိုင်းတယ်ဒါပေမဲ့ကျွန်တော်မလုပ်တော့ဘူးပေါ့နော်ဒါကျွန်တော်တို့လိုဆုံးဖြတ်ပြီးတော့ကျွန်တော်ဒီ platform ကိုစတင်ဖို့2 နှစ်လောက်ကျွန်တော်အချိန်ယူခဲ့တယ်ဒီ platform ကိုစတင်မယ်ဆိုတဲ့အချိန်မှာကျွန်တော်ဟာဒီအားလုံးသိပါတယ်ကျွန်တော်အကြောင်းလဲเนาะတော်တော်များပြောစရာမလိုပါဘူးကျွန်တော်ကဒီ direct sales တွေကိုလုပ်နေတဲ့တစ်လျှောက်လုံးမှာလည်းပဲကျွန်တော်ရဲ့ကိုယ်ပိုင်စီးပွားလုပ်ငန်းတွေကိုနိုင်ငံတကာအဆင့်
ပြည်တွင်းအဆင့်မှာလည်းပဲကျွန်တော်တို့နော်ဂုဏ်သိက္ခာရှိကျွန်တော်အလုပ်တွေအများကြီးလုပ်ခဲ့တယ်sector 6ခု9ခုလုံးစလုံးပေါ့နော် export import ကစလိုက်ရင်ဒီ entertainment business တွေအစုံ restaurant business တွေအစုံပေါ့နော်အဲ့တော့အဲ့ဒီမှာရခဲ့တဲ့အတွေ့အကြုံတွေ network တွေနိုင်ငံတကာရဲ့အဆက်အသွယ်တွေနောက်ကျွန်တော်နိုင်ငံခြားမှာကျွန်တော်၄နှစ်လောက်ကျွန်တော်ကျောင်းတက်တယ်master ဘွဲတွေကျွန်တော်2ဘွဲယူတယ်အဲ့မှာကျွန်တော်သိလာတဲ့ network တွေဒါတွေကိုကျွန်တော်တို့ချိတ်ဆက်အသုံးချပြီးတော့ကျွန်တော်တို့ဒီနေ့စဉ်းစားရရိုးရှင်းရှင်းလေးပဲဘာလို့ဒီနေ့ financial နဲ့တွဲပြီးတော့မှဒီ investment နဲ့ဒီ MLM နဲ့တွဲတဲ့ investment ပုံစံအလုပ်တွေကဘာလို့လိမ်တဲ့အလုပ်တွေပဲဖြစ်နေရလဲပေါ့နော်ဘာလို့လိမ်ဆက်စချင်းတွေကလိမ်မှုမရည်ရတော့လဲပဲအချိန်တစ်ခုရောက်တဲ့အချိန်မှာ management မလုပ်နိုင်တော့တဲ့အတွက်လိမ်တလူဖြစ်သွားတဲ့အလုပ်တွေလည်းအများကြီးပဲပေါ့နော်ဘာဖြစ်လို့အဲ့ဒီလိုမျိုး MLM နဲ့သွားတဲ့ investment plan နဲ့လုပ်တဲ့လုပ်ငန်းတွေကအဲ့လိုမျိုးဖြစ်သွားတာလဲဆိုတော့အဓိကအချက်2ချက်ပဲရှိတယ်ပထမတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဘယ် platform ပဲကြည့်လိုက်ပြောတဲ့အတိုင်းမလုပ်နိုင်ကျွန်တော်ခုပြောရတဲ့မှာတေချာနားထောင်ပေးပါဘယ် platform ပဲကြည့်ပြောတဲ့အတိုင်းမလုပ်နိုင်ပထမ1လလား2လလား3လလား1နှစ်လား2နှစ်လားဒီကောင်ကတော့လုပ်ကောင်းလုပ်နိုင်မယ်ကာလရှည်အထိပြောတဲ့အတိုင်းမလုပ်နိုင်ပြောတဲ့အတိုင်းမပြနိုင်ပြောတဲ့အတိုင်းပွင့်လင်းမြင်သာပြီးတော့ကိုယ့်ရဲ့ဈေးကွက်ကိုမရမ်းနိုင်အဲ့အတွက် trust လို့ခေါ်တဲ့ယုံကြည်မှုကပထမပိုင်းမှာလူတွေတက်ကြွတယ်ဘာလို့ပဲဖြစ်ဖြစ်MLM သမားတွေကြီးပဲလဲဆိုတော့တနည်းအားဖြင့်ငါတို့လူဦးမယ်ဈေးကွက်ဦးမယ်သိမလားကိုမြင်စင်တာမြင်ရမယ်ကိုကြားစင်တာကြားရမယ်ဆိုတက်ကြွတယ်ဝန်နိုင်လုပ်လိုက်ကြမယ်အချိန်တစ်ခုရောက်တဲ့အချိန်မှာပြောတဲ့အတိုင်းမမြင်ရဘူးပြောတဲ့အတိုင်းဖြစ်မလာဘူးဆိုတဲ့အချိန်မှာတဖြည်းဖြည်းနဲ့စိတ်တက်ကြလာမယ်အဲ့ကျအဆိုးဆုံးကတော့လုပ်ငန်းဖြတ်သိမ်းသွားတယ်လုပ်ငန်းမရှိတော့ဘူးဆိုရင်ပြဿနာတွေရှိပြီပေါ့နံပါတ်2အချက်ကဘာလဲဆိုတော့အဲ့ဒီလိုမျိုးရင်းနှီးမြှုပ်နှံတဲ့အလုပ်တွေကို MLM နဲ့သွားတဲ့အလုပ်တွေဟာplatform အနေနဲ့ပဲသွား manual ပေါ့ manual ဆိုတာလူတွေနဲ့ပဲစာအုပ်တအုပ်ထဲမှာပဲလူတွေနဲ့ပဲဆင့်ကဲဆင့်ပွားသွားဘလို့သွား platform နဲ့ပဲဒီပညာ platform တစ်ခုနဲ့ပဲသွားလူတွေနဲ့ပဲ manual ပေါ့ဒီ manual ဆိုတာသဘောကနှုတ်နဲ့ပဲเนาะစာအုပ်နဲ့ပဲဒီလိုပဲဘလို့ပဲသွားနောက်ဆုံးသူ့ရဲ့ end game ဟာ legal လို့ခေါ်တဲ့ legality လို့ခေါ်တဲ့တနည်းအားဖြင့်ကျွန်တော်တို့ဒီဥပဒေဒီအလုပ်တွေကိုခွင့်ပြုထားတဲ့ဥပဒေဆိုတာတခြားဥပဒေမဟုတ်ဘူးဥပမာ forest trading လုပ်တယ်လို့ပြောရင် forest trading နဲ့ပတ်သက်တဲ့နယ်ပယ်မှာခွင့်ပြုထားတဲ့ဥပဒေတွေအသီးသီးကိုเนาะတိဆောက်ထားတဲ့ပုံစံမျိုးမဟုတ်နေဘူးဆိုလို့ရှိရင်အချိန်တစ်ခုမှာရက်ကိုရက်တန်းလိုက်ရတယ်ဘလောက်အောင်မြင်နေပလိစေဘလောက်ပဲ experience ဒီအချိန်ကြီးတိဆောက်ခဲ့ပလိစေအဲ့ legality လို့ခေါ်တဲ့ဥပဒေပိုင်းဆိုင်ရာကိုကျင်လေတဲ့ကိုလှုပ်တဲ့နေပင်နဲ့ပတ်သက်တဲ့ဥပဒေပိုင်းဆိုင်ရာပေါ်မှာအခြေပြုပြီးတော့မှတိဆောက်ထားတဲ့ business structure မဟုတ်ဘူးဆိုလို့ရှိရင်ဘလောက်ပဲရှေ့ရောက်နေပလိစေအချိန်တစ်ခုမှာရပ်တန့်လိုက်ရတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့လွန်ခဲ့တဲ့15နှစ်တည်းကကျွန်တော်တို့ဒီနေ့ MLM မှာရှိခဲ့တာပဲလေကျွန်တော်တို့ဒီနေ့မြန်မာပြည်မှာ cryptocurrency ဘယ်သူမှမသိခင်မှာเนี่ยကျွန်တော်တို့ crypto နဲ့ပတ်သက်ပြီး coin တွေစခဲ့တယ်အားလုံးသိပြီးသားဒီ story တွေကဟုတ်တယ်နော်အဲ့နောက်ပိုင်းမှာ1 coin တို့ဘာလို့ဆိုတော့နောက်မှပေါ်တာကြားပြီးမှပေါ်တာအဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲအဲ့လိုကဘာပေါ်မှာအုတ်အော်တောင်းနေနှစ်ကာလအတူလေးအတွင်းမှာဘီလီယံနဲ့ချီတဲ့ငွေတွေကိုရအောင်လုပ်နိုင်ခဲ့တဲ့ platform တွေထဲမှာဒါ Omega Pro တို့ OneCoin တို့အများကြီးပဲ Scoin တို့ကာလာတူဒါ first coin တော့ကာလာတူလေးအဲ့လိုမျိုးအေယာမကြီးပေါ့နော်အောင်မြင်မှုအေယာမရခဲ့တဲ့ company အကြီးကြီးတွေတောင်မှဘာဖြစ်သွားလဲပြတ်သွားတယ်အဓိက2ချက်အဲ့တော့အဓိကအဲ့2ချက်ကပြောတဲ့အတိုင်းမလုပ်နိုင်တာရယ်ပွင့်လင်းမြင်သာမှုနဲ့မလုပ်နိုင်တာရယ်နောက်တစ်ချက်ကဥပဒေဘောင်တွေကသူကျင်နေတဲ့လုပ်ငန်းဆောင်တာနဲ့ပတ်သက်တဲ့ဥပဒေဘောင်တွေကကိစ္စရက်တွေကို management မလုပ်နိုင်အဲ့တော့လုပ်ငန်းကြီးထွားလာတဲ့အချိန်မှာပြဿနာကဘာလဲဆိုတော့တကယ်ဥပဒေအတိုင်းရှောက်နှံရသဘောကဘာလဲဆိုတော့ငွေဥမာနားလည်အောင်ပြောရင်ငွေမဲတွေကြီးပဲဆိုရင်ဘယ်နေကို
ဘယ်အနေနဲ့ဖြတ်သန်းဖို့တကယ်အလုပ်တွေကိုလုပ်ကင်ဆောင်ရွက်ဖို့ဒီဘက်မှာလူတွေကို commitment ပေးထားတယ် over commitment ဆိုတာလူတွေကိုကတိကဝတ်ပေးထားတယ်ဟာသဘောကဥပမာကျွန်တော် Omega နဲ့ပဲနှိုင်းယှဉ်ပြောပါဒါပြင်မပြောချင်တယ်ခင်ဗျာဒါပေမဲ့နားလည်အောင်ပြောရှင်းပြတာ15လအစသုံးအောင်လို့ပြောရင်ဒီဘက်မှာလူ platform တွေကိုပတ်စံဝင်လိုက်ပြီဆိုတာနဲ့ပတ်စံထဲတဲ့ investor စပြီးမှတ်နေပြီ15လဘယ်တော့ပြည့်မလဲကုမ္ပဏီအနေနဲ့ကြည့်ရင် platform အနေနဲ့ကြည့်ရင်တော့ဟိုဟာ heat တက်နေပြီပေါ့အတိုးတက်နေပြီပေါ့သဘောကဒါပေမဲ့ဒီဘက်မှာရလာတဲ့ပတ်စံတွေကိုသူကကင်ထားပြီးတော့ဝင်ငွေကိုစီးဆင်းအောင်စီမံခန့်ခွဲမှုမလုပ်နိုင်တဲ့အချိန်မှာပြဿနာတွေကစတာပေါ့နော်အဓိကကတော့အဲ့တော့ထားပါတော့ကျွန်တော်အခုအဓိကဒါကိုလူတွေကိုအရင်ရှင်းပြချင်တာကဘာလို့ဒီအခု level မြန်မာပြည်မှာရော international မှာရောဒီ investment ပုံစံနဲ့ MLM သွားတဲ့ဟာတွေကအခုချိန်အထိရှိနေတော့မယ်အခုတော့လုပ်ငန်းအသစ်တွေထောင်ပြီးတော့run နေတဲ့ကုမ္ပဏီတွေအများကြီးပဲကြည့်လိုက်ရင်မလေးရှားဒီကျွန်တော်တို့ဒီနေ့ international ရဲ့ rating မှာမလေးရှားရဲ့လုပ်ငန်းတော်တော်များပြဿနာက95%လောက်က scam ဖြစ်နေတာထိုင်းနိုင်ငံမှာလွန်ခဲ့တဲ့၄နှစ်လောက်ကအရန်အောင်မြင်တဲ့ platform တစ်ခုကလည်းမလေးရှားပဲအဲ့တော့သဘောကပုံနေပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မလေးရှားပဲဖြစ်ဖြစ်ဗီယက်နမ်ပဲဖြစ်ဖြစ်အလုပ်တွေကိုကျွန်တော်တို့အခုနောက်ပိုင်း platform တွေကိုကြည့်တဲ့အချိန်မှာဘာသွားတွေ့ရလဲဆိုတော့ခုနကျွန်တော်ပြောတဲ့အာ transparency နဲ့ legality ကိုတိကျဘာမှမလုပ်နိုင်အဲ့တော့ဒီနေ့ကျွန်တော်တို့ရှင်းပြမယ့် platform ဒီဘယ်လိုတိစောက်ထားတယ်လဲဆိုတော့ကျွန်တော်ရှင်းပြခြင်းတယ်အဲ့တော့နားထောင်တဲ့သူတွေကဘာမှကျွန်တော်လူတွေကိုဟိုဟာလှုပ်စီချင်တာတရားလှုပ်စီချင်တာမရှိဘူးဒါပေမဲ့ကျွန်တော်တို့အခုဘယ် stage မှာကျွန်တော်တို့ရောက်နေလဲကျွန်တော်တို့ရဲ့ဒီ platform လို့ခေါ်တဲ့ဒီလုပ်ငန်းဘယ်နေရာမှာရောက်နေလဲပေါ့နော်ဒါကိုမြင်စေချင်တယ်ဘယ်ကိုသွားမှာလဲဆိုတော့ကျွန်တော်ရှင်းပြချင်တယ်အဲ့ဒီပုံမှာကျွန်တော်ရှင်းပြတဲ့ပုံမှာโอเคနားလေတယ်ကျွန်တော်ရှင်းပြတဲ့ပုံမှာအာနှလုံးသားကလည်းပဲအော်လက်ခံနိုင်တယ်အုံနောက်ကလည်းပဲဆန်းစစ်နိုင်တယ်ဒီထက်ပိုပြီးတော့နားလေတက်ကျွမ်းတဲ့ကိုယ်သက်ဆိုင်ရာနယ်ပယ်မှာရှိတဲ့ကြိုက်တဲ့ expert တွေကိုခေါ်ပြီးတော့ကျွန်တော်ကိုရှင်းပြခိုင်းကျွန်တော်ရှင်းပြပေးမယ်တကယ်ကိုဈေးပေါ်တဲ့အကြံဉာဏ်တွေတော့မယူနဲ့ဥပမာကျွန်တော်ပြောပြတဲ့ legal ဘိုင်းတွေကိုတကယ်ဥပဒေပညာရှင်မြန်မာပြည် local တွေတခုတည်းမဟုတ်တကယ် international law တွေနားလည်တဲ့ပညာရှင်တရားလောက်ကကျွန်တော်ရှင်းပြတာကိုနားထောင်ပြီးရဲ့အချိန်မှာသူရှိရာ advice ကိုယူကြည့်ကျွန်တော်ဒီနေ့ blockchain လို့ပြောမယ်ဆိုရင်တကယ် blockchain expert တယောက်ကိုခေါ်ပြီးတော့နားထောင်ခိုင်းကြည့်ကျွန်တော်ဒီလို challenge လုပ်တယ်နော်ဒီလို challenge လုပ်တယ်finance နဲ့ investment ပတ်သက်တဲ့လူတယောက်ကဒီလိုမျိုးပေါ့ဒါတွေကိုနားလေတဲ့ investment market ထဲမှာရှိနေပြီးသားနားလည်နေပြီးသားသူတယောက်ကနော်ကျွန်တော်ရှင်းပြတာကိုနားထောင်မလားကျွန်တော်ရှင်းပြမယ်ကျွန်တော်ရှင်းပြနိုင်တယ်အဓိကကျွန်တော်နှစ်ချက်ကိုကျွန်တော် base လုပ်တယ် transparency ရယ် legality ရယ်နော်အဲ့တော့ကျွန်တော်ခု platform မရှင်းပြခင်မှာဒါတွေရှင်းပြနေရဆိုကိုလူရင်းနေလို့လည်းဖြစ်နေတယ်တယောက်တယောက်တည်ပြီးသားတွေဆိုတော့ကျွန်တော်လည်းပြန်ပြောင်းရှင်းပြရတာနောက်တစ်ခုကျွန်တော်ရဲ့ feeling ကကျွန်တော်ဟာဘဝမှာနှစ်ကြိမ်တိတိဒေါ်လာတန်ပေါင်းများစွာရှာမှုတယ်ပြီးပြန်ပြုတ်ကျသွားတယ်အခုနောက်ဆုံးအချိန်ပြုတ်ကျတာတော့တော်တော်ပြုတ်ကျတယ်ကျွန်တော်ပြန်လာခြင်းနဲ့ပေါ့ပြန်လာခြင်းနဲ့ဆိုအောင်မြင်တဲ့လမ်းကြောင်းတနည်းအားဖြင့်လုပ်ငန်းဆောင်တာတွေကိုကျွန်တော်တို့အရင်ထက်အစ X time ပေါ့မြောက်ဖို့ကိန်းနဲ့အောင်မြင်မှုတွေကိုကျွန်တော်တို့စုပ်ကိုင်ခြင်းတယ်ကျွန်တော်စဉ်းစားတဲ့အချိန်မှာဒါဆိုရင် A ပြီးလို့ B ဆိုတဲ့ကုမ္ပဏီကိုလုပ်မယ် B ပြီးရင် C ဆိုတဲ့ဟာနဲ့အောင်မြင်မှုကိုထည့်ယူမှာလားမလုပ်တော့ဘူးအဲ့လိုမျိုးကျွန်တော်တို့သူများနဲ့ပတ်သက်တဲ့အလုပ်တွေကျွန်တော်မလုပ်တော့ဘူးအဲ့တော့ကျွန်တော်တို့ဘာစဉ်းစားလဲဆိုတော့တွေးကြည့်ရလည်းမဟုတ်ဘူးဘဝင်မျက်နှာလည်းမဟုတ်ဘူးတခြားကျွန်တော်တို့လေ့လာသင်ယူမှုတွေကနေအတွေ့အကြုံတွေကနေယူပြီးတော့ကိုယ့်ဘာကိုလုပ်မယ်ပေါ့အခုဘာကိုလုပ်မယ်တယောက်တည်းတော့လုပ်လို့မရအောင်တယောက်တည်းလုပ်ရင်ကြာမယ်မခိုင်ပါဘူးအဲ့တော့ဘသူတွေဟာဘယ်နေပင်မှာထိတ်ဆုံးမှရှိလဲဘသူတွေဟာဘယ်နေပင်မှာကျွမ်းကျင်မှုရှိလဲအဲ့လိုမျိုးဘသူကဘာလုပ်နိုင်လဲဆိုတာကိုကျွန်တော်တို့သိပြီးတော့မှဒီနေ့ဒီ platform ကိုကျွန်တော်တို့စတာဖြစ်တယ်နောက်တစ်ခုကအခုကျွန်တော်အသက်ဆိုလဲ44လောက်ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်အသက်40မှာအနားယူမယ်လို့စဉ်းစားတော့လဲပဲအမှားယွင်းနေများသွားတဲ့အတွက်ကျွန်တော်အသက်40မှာတကယ်အနားယူလို့ရလောက်တဲ့အနေအထားမျိုးကိုရခဲ့တော့လဲကျွန်တော်အနားမယူနိုင်ခဲ့ဘူးဘာလို့လဲအမှားယွင်းနေရှိခဲ့တဲ့အတွက်အဲ့တော့ကျွန်တော်တို့အခု next
လာမယ့်3 to 5 years မှာကျွန်တော်တို့အနားယူမယ်လို့စဉ်းစားရင် live တစ်ခုလုံးမှာအနားယူလို့ရတဲ့ project ကိုလုံးမဖြစ်မယ်ဆိုပြီးတော့ကျွန်တော်ကိုဟောပေါ့တန်တိတ်တန်ချတယ်အဲ့အတွက်ကျွန်တော်အချိန်2 နှစ်လောက်ဒူသားပေသားခံပြီးကျွန်တော်စဉ်းစားလာခဲ့တယ်ဒီနေ့ကျွန်တော်မိတ်ဆွေတို့ဒါရှင်းပြခြင်းတယ် okay အဲ့တော့ကျွန်တော်တို့ဒီ company နာမည်လေးကိုကျွန်တော်တို့ပေးထားတာက Grow X Global လို့ကျွန်တော်ပြောထားတယ်ပေးထားတယ်ကျွန်တော်တို့ဒီ company ရွေးချယ်မှုကိုကျွန်တော်ရှင်းပြမယ်ကျွန်တော်တို့ဒီနေ့ကမ္ဘာပေါ်မှာဒီ highly regulated countries လို့ခေါ်တဲ့တနည်းအားဖြင့်ကျွန်တော်တို့အင်္ဂလိပ်လိုပြောရဲဆိုတာလေကျွန်တော်ဘာသာလည်းပြန်ပေးမှာပေါ့နော်အခုပြောပြမှာဒါပေမဲ့တချို့ဟာတွေကကျွန်တော်စကားလုံးကနည်းနည်းမပြောလို့မရဘူးလေနော်အဲ့ဒါကြောင့်နားလည်စေချင်တယ်ကျွန်တော် presentation နားထောင်ပြီးတော့ဟာအင်္ဂလိပ်လိုပြောရဲနားမလည်ဘူးဖြစ်မှာဆိုလို့မဟုတ်ဘူးကျွန်တော်ဘာသာပြန်ပေးတယ်အဲ့တော့ highly regulated countries ဆိုတာကဥပမာကျွန်တော်တို့ဒီ financial market ပေါ့ကျွန်တော်တို့ခုဒီနေ့ဟာ forex trading ဖြစ်ဖြစ် crypto trading crypto ပဲဖြစ်ဖြစ် forex ပဲဖြစ်ဖြစ်ဘဏ်လုပ်ငန်းပဲဖြစ်ဖြစ်ပေါ့နော် insurance ပဲဖြစ်ဖြစ်ပေါ့အာမခံပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးငွေကြေးနဲ့ဆက်တဲ့လုပ်ငန်းဆောင်တာတွေပဲဖြစ်ဖြစ်အထူးသဖြင့်တော့ financial market ပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးဆိုရင် highly regulated country ဆိုတာကဒီဥပဒေတွေနည်းဥပဒေတွေစီမင်းစည်းကမ်းတွေဟာအမြင့်ဆုံးမှာထိန်းချုပ်ထားတဲ့နိုင်ငံတွေရှိတယ်အဲ့တော့အဲ့ဒီအမြင့်ဆုံးမှာထိန်းချုပ်ထားတဲ့ဥပဒေတွေကိုအမြင့်ဆုံးအဆင့်မှာထိန်းချုပ်ထားတဲ့နိုင်ငံတွေမှာကျွန်တော်တို့ဖွင့်နေပြောမယ်ဆိုရင်အလုပ်လုပ်ဖို့ဆိုတာတကယ်ကိုစစ်မှန်တဲ့ legal လို့ခေါ်တဲ့ဥပဒေ foundation ကိုမချနိုင်ဘူးဆိုရင်အဲ့လို highly regulated countries တွေမှာကုမ္ပဏီထောင်လို့မရအောင်အဲ့တော့အားလုံးကြားဖို့မှာပေါ့နော်ကျွန်းနိုင်ငံတွေရှိတယ်ပနားမားတို့ Saint Vincent တို့ဘာမူဒါတို့မော်တာတို့နော်ကြားဖို့မှာပေါ့နော် Caribbean countries တွေရှိတယ်နော်ကြည့်လိုက် MLM investment အဲ့ဒီအလုပ်တွေအကုန်လုံးက offshore မှာထောင်တဲ့အကောင်95%ရှိတယ် offshore မှာထောင်တာတွေကြီးပဲ offshore ဆိုတာကမ်းနိုင်ငံကျွန်းနိုင်ငံလေးတွေကျွန်တော် Malta ရောက်ဖူးတယ်တခြား Europe country တွေကျွန်တော်ရောက်ဖူးတယ်အဲ့ဒီကျွန်းနိုင်ငံလေးတွေကလူဦးရေမှာ4 သိန်းလောက်ပဲရှိတယ်2 သိန်းခွဲလောက်ပဲရှိတယ်တချို့ကျွန်းနိုင်ငံလေးတွေတသန်းတောင်မပြည့်ဘူးအဲ့တော့အဲ့ကျွန်းနိုင်ငံလေးတွေကသူကဘာလဲဆိုတော့သူတို့ရဲ့သူတို့မှာရေကန်လဲတဘာဝတန်ရန်စာတလည်းမကျော်ဝဘူးသူတို့မှာပင်လယ်ရှိမယ်အဲ့ကျွန်းလေးရှိမယ်ဒါပဲအဲ့တော့သူတို့ကဘာလုပ်လဲဆိုတော့ဒါပေမဲ့အစိုးရတွေက smart ဖြစ်တယ်အစိုးရတွေကနည်းနည်းပေါ့အာညံကောင်းတယ်ပေါ့အဲ့တော့သူတို့ကဘာလုပ်လဲဆိုတော့ဒီ financial market မှာအလုံးလုံးချင်တဲ့ကောင်တွေဥပမာ crypto broker ဖြစ်ဖြစ် forex broker ဖြစ်ဖြစ် fund manager ဖြစ်ဖြစ် fund management company တွေပဲဖြစ်ဖြစ် asset management company တွေပဲဖြစ်ဖြစ် MLM company တွေပဲဖြစ်ဖြစ်အဲ့ဒီလိုလုပ်ငန်းတွေအတွက်ကိုသူကပျော့ပြောင်းတယ်နောက်တစ်ခုကဒီနေပါလှတော့ငွေကြေးလေးတွေနဲ့ကုမ္ပဏီတွေကိုသူတို့ကဝင်လာစေတယ်အစိုးရတရက်ကဟိုဖွင့်ပေးလိုက်တယ်အစိုးရတရက်ကသူတို့ဒီအစိုးရတွေကဖွင့်ပေးလိုက်တယ်မင်းတို့လာလို့ရတယ်အဲ့တော့ကုမ္ပဏီလည်းဈေးပေါပေါနဲ့ထောင်အဲ့တော့investment လည်းအများကြီးမင်းတို့ထည့်စရာမလိုဘူးဒါပေမဲ့ဒီအလုပ်ကိုလုပ်တဲ့အချိန်မှာငါတို့နိုင်ငံမှာဒီအလုပ်ကိုလုပ်မယ်โอเคငါတို့ခွင့်ပေးတယ်ကျွန်တော်ဖြည်းဖြည်းလေးပြောပြမယ်နော်ဒါတွေကလုံးဝအတွေ့အကြုံရလာတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲ့ဒီတွေအဲ့လို financial နဲ့ MLM နဲ့သွားတဲ့လုပ်ငန်းတွေကအဲ့လိုကျွန်းနိုင်ငံလေးတွေထဲမှာကုမ္ပဏီသွားထောင်ကြတယ်ဘာလို့လဲဝင်ရလွယ်လို့ဘာမှသူတို့ဟာ investment မင်းဘယ်လောက်ရှိမှလုပ်ရမယ်တို့ဟာဒီလုပ်ကိုမင်းလုပ်ဖို့အတွက်မင်းမလုံလောက်တဲ့မင်းဥဆောင်မဲ့လူတွေကဒီအရေးချင်းရှိသလားတို့ဒီ license တွေကင်ရမယ်တို့ဒီလိုပြည့်ညတ်ချက်တွေအများကြီးမရှိဘူးအဲ့တော့ financial MLM တွေပဲဖြစ်ဖြစ် forex broker တွေပဲဖြစ်ဖြစ်အကုန်လုံးနှီးပါတော်တော်များအဲ့လိုကျွန်းနိုင်ငံတွေမှာသွားထောင်ကြတယ် okay အဲ့တော့ပြီးတော့ကျွန်တော်တို့လိုမြန်မာနိုင်ငံလို maybe တခြားဗီယက်နမ်ကမ်ဘောဒီးယားဒီအရှေ့တောင်အာရှနိုင်ငံတွေအာဖရိကနိုင်ငံတွေအထူးသဖြင့်ပေါ့အဲ့လိုနိုင်ငံတွေမှာဒီ platform တွေကဟေးငါတို့က regulated platform ဖြစ်တယ်သဘောကငါတို့ကဘယ်နိုင်ငံမှာမှတ်ပုံတင်ထားပြီးသားဖြစ်တယ်ဆိုလူတွေကလည်းမသိဘူးလေနော်အော်ဒါနားထောင်လို့ကောင်းတယ်ကျွန်တော်တို့တောက်လျှောက်လိုပဲရှိခဲ့တာပေါ့နော်အဲ့ဒီအလုပ်တွေမှာလူတွေကစိတ်ဝင်စားကြတယ်ပေါ့အဲ့တော့
ဒါလေးဒီ slide တစ်ခုမှာပဲကျွန်တော်ရှင်းပြနေရနည်းနည်းများသွားပြီသိစီခြင်းနဲ့ဆန္ဒနဲ့ရှင်းပြတာမသိဘူးဆိုရင်မရွေးချယ်တတ်ဘူးလူတွေကနော်အဲ့တော့ကျွန်တော်ရွေးချယ်တတ်အောင်ကျွန်တော်ရှင်းပြတာအဲ့တော့ဆိုလိုချင်တာကအဲ့လိုအလုပ်တွေကဟိုတနည်းအားဖြင့်အဲ့အလုပ်တွေကအဲ့ကျွမ်းနိုင်ငယ်တွေမှာထောင်တဲ့လုပ်ငန်းတိုင်းဟာလိမ်နေလို့ကျွန်တော်ပြောနေရမှာမဟုတ်ဘူးတိုးတော်လည်းပဲဝင်ရလွယ်တာဖြစ်တဲ့အတွက်လူတိုင်းအလွယ်တကူဝင်ကြတယ်ဝင်ပြီးလုပ်ကြတယ်အဲ့နေရာမှာပြဿနာကဘာလဲဆိုတော့တခုခု something wrong ဖြစ်သွားရင်အဲ့အစိုးရတွေကလည်းတာဝန်မယူဘူးဘာလို့လဲသူတို့ရဲ့ regulations က top tier မှာရှိရဲ့ highly regulated country တွေမဟုတ်ဘူးသူတို့တနည်းအားဖြင့်သူတို့ဒီဘယ်လိုခေါ်မလဲဆိုတော့တာဝန်ခံနိုင်တဲ့အနေအထားမျိုးသူတို့မရှိဘူးဒီကျွန်းနိုင်ငံတွေကအဲ့တော့ဒီနေ့ကျွန်တော်တို့စင်ကာပူကြည့်လိုက်စင်ကာပူမှာ forest brokerage company ထောင်မယ်လို့ပြောတာ ਨੇ အနည်းဆုံး American dollar တန်300မရှိရင်ထောင်လို့မရအောင်ဒူဘိုင် forest broker လုပ်မယ်လို့ပြောတာ ਨੇ အနည်းဆုံးဒေါ်လာတန်900မရှိရင် forest broker license လုံးဝမရအောင်အဲ့ဒါကို ESCA လို့ခေါ်တယ် Australia အဲ့လိုပဲ forest broker ပဲလုပ်ဘဏ်ပဲလုပ် insurance ပဲလုပ်အပေါင်ပစ္စည်းကိုသူတို့အပေါင်ပစ္စည်းကဲ့သို့เนาะငွေကြေးတစ်ခုကိုတင်ခိုင်းတယ်အဲ့တော့ဒီအလုပ်တွေလုပ်တယ်ဆိုတာငွေလုံးငွေချင်းမတောင့်တင်းတဲ့လုပ်ငန်းပိုင်ရှင်တွေကိုအဲ့ဒီနိုင်ငံတွေကလုပ်ခွင့်မပေးဘူးလုပ်ခွင့်မပေးဘူးအဲ့တော့လူတွေတော်တော်များအလုပ်တစ်ခုခုဆိုရင်ဒီထဲမှာရှိတဲ့လူ100မှာ100လုံးနီးပါးလောက်ကကိုယ့်ရှိကိုအလုပ်တစ်ခုရောက်လာရင်ပုံမှန်မေးလိမေးထားရှိတယ်မေးခွန်းရှိတယ်အဲ့မေးခွန်းကဘာလဲဆိုတော့ဘလောက်ခိုင်မာလဲလို့မေးတာအဲ့တော့လူတွေကအဲ့ခိုင်မာတယ်ဆိုတဲ့ကိစ္စကိုလူတွေကဟိုမေးတယ်သိနားမလဲဘူးဘယ်ကိစ္စဆိုရင်ခိုင်မာလဲဆိုတာမသိဘူးပထမအချက်ကခိုင်မာတယ်ဆိုတာကိုအခုကျွန်တော်ရက်ကွက်ထဲမှာကျွန်တော်တို့ပတ်ဝန်းကျင်မှာရွှေပေါင်ခင်းတဲ့သူတွေအများကြီးပဲရွှေပေါင်ခင်းရဲတယ်လေသူတို့ကဘာလို့လဲသူတို့ပေးလိုက်တဲ့ပတ်စံနဲ့ပို့တဲ့ရွှေကိုယူထားတာဖြစ်တဲ့အတွက်ရွှေပေါင်ခင်းရဲတယ်ကျွန်တော်ပတ်ဝန်းကျင်မှာရွှေပေါင်ခင်းတဲ့သူတွေအများကြီးရှိတယ်ဆိုပါစို့မြေပေါင်ခင်းတဲ့သူတွေအများကြီးရှိတယ်ဘာလို့လဲသူကဒီ access ကိုသူကယူထားတာမလို့ခိုင်မာတယ်ဆိုတာ asset back လို့ဟာမျိုးကခိုင်မာတယ်ဘန်ဒီအပေါင်ပစ္စည်းမရှိရင်မချီဘူးအပေါင်ပစ္စည်းယူပြီးတော့ချီတယ်ဘာလို့လဲဒီ access ကိုကင်ထားတယ်အဲ့တော့ခိုင်မာတယ်ဆိုတဲ့ကိစ္စရက်က access ကိုနောက်ခံပြုထားတဲ့ကိစ္စရက်ဆိုခိုင်မာဒီနေ့ကျွန်တော်တို့ဒီနေ့ crypto တိုင်းဟာခိုင်မာတာမှမဟုတ်တာဒီနေ့ကျွန်တော် USDT သုံးကြတယ်ဘာလို့ USDT သုံးလဲ USDT ဟာ Tether ဆိုတဲ့ company က US ဒေါ်လာနဲ့ညီတဲ့ပမာဏကို Federal Bank မှာ deposit အပေါင်ထားတာဖြစ်တဲ့အတွက် USDT ကိုထုတ်လို့ရတာ။ဒါကြောင့်လူတွေကယုံကြည်တယ် USDT ကိုဘာလို့လဲသူနောက်မှာ asset ကနောက်ခံထားတယ်။ဒါဒီလိုနီးလန်းဒီလည်းပဲဒါခိုင်မာတယ်လို့ပြောလို့ရတယ်။အဲ့တော့ဒီမှာရှစ်လူချင်းမင်းတို့ကိုတရားရောက်က asset တစ်ခုပေးပြီးတော့15%ပေးမယ်20%ပေးမယ်ဆိုရင်ကိုယ့်လက်ထဲမှာသာ asset ကင်ထားလိုက်ဘာမှပတ်စံမပေးသွားမထည့်နဲ့ဒီတိုင်းတော့ဒီ percentage ratio တွေကိုတိုးတော်လည်းပဲ access တစ်ခုပေးထားမယ်ဒီလောက်ရရင်လို့ပဲဆိုကင်ထားလိုက်ရတယ်ကိစ္စမရှိဘူးလို့နောက်နီးလန်းနှစ်ခိုင်မာတယ်ဆိုတာဘာလဲဆိုရင်ဒီနေ့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကမြန်မာပြည် insurance company ထွက်သွားတယ် American insurance company အားလုံးသိပါတယ်တကယ်ပုတ်ဖက်ခါပြီးထွက်သွားတယ်ဒါပေမဲ့သူ့ရှိမှာအာမခံထားတဲ့လူတွေတယောက်ချစီတိုင်းကစိုးရင်စရာမလိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီဘဏ္ဍာအခွန်အောက်မှာရှိတဲ့ဒါ FRD လို့ခေါ်တဲ့နော် Financial Regulation Department မှာအပေါင်ပစ္စည်းထားတာဖြစ်တဲ့အတွက်ဘိုးဘဏ်မှာအပေါင်ပစ္စည်းထားတယ်ငွေကြေးတွေထားတာဖြစ်တဲ့အတွက်အခုသူ့ရှိမှာအာမခံထားတဲ့သူအကုန်လုံးကို FRD လို့ခေါ်တဲ့ Financial Regulation Department ကအကုန်ပြန်ပြီးတော့တာဝန်ယူပြီးတော့ရုပ်ချင်းငွေထုတ်ပေးတယ်အဲ့ဒါဘာကိုပြောရလဲဆိုတော့အစိုးရတရက်ကနောက်ခံပြုထားသောအာမခံချက်ပေးထားသောလုပ်ငန်းဆောင်တာဖြစ်တဲ့အတွက်အစိုးရတရက်ကပြန်တာဝန်ယူပေးတာအဲ့တော့ကျွန်တော်တို့ခုနပြောသလိုပေါ့အဲပြန်ပြောင်းပြောရရင်ဥမာတချို့ဥမာ coin company တွေကျွန်တော်တို့သိခဲ့တဲ့ mortar မှာသွားထောင်တယ်တို့တခုခုဖြစ်သွားတဲ့အချိန်မှာ mortar government ဘာမှမလုပ်ပေးနိုင်ဘူးသရီလင်ကပို့ဆိုးဘင်္ဂလားဒေ့ရှ် sorry စိန့်ဗင်းစင့်အဲ့လိုကျွန်းနိုင်ငံတွေအများကြီးပဲ
ကျွန်တော်မလေးရှားဆိုရင်တော့ဟိုဘက်မှာကျွန်တော်တို့မလေးရှားဟို2နာရီ3နာရီလေး2နာရီ3နာရီလောက်လေးစီးရတဲ့ဟာရှိတယ်ပါစပ်ဖြန်းကျွန်တော်မေ့နေတယ်ကျွန်းနိုင်ငံလေးအဲ့ကောင် test free ဖြစ်တော့လူတွေတော့သွားထောင်ကြတယ်မလေးရှားနေအဲ့ဒီမှာတ KL မှာမထောင် mainland မှာမထောင်မနဲ့ဟိုမှာသွားထောင်တယ်ထားပါတော့ပြောချင်တာကဘာပြည်လဲဆိုတော့နန်းလားပြည်နန်းလားပြည်နန်းမဟုတ်ပြည်နန်းကလုံးဝပြည်မာကြီးထဲမှာရှိတာ perception မိသွားတယ်အခုတို့ဟိုဟာအရင်မလေးရှားကုမ္ပဏီနဲ့တွားဘူးတယ်ထားပါတော့အဲ့ပြောချင်တာဘာလဲဆိုတော့ highly regulated country ဆိုတာခုနကကျွန်တော်ပြောသလိုပေါ့ဥပမာ Dubai government ကငါ license ထုတ်ပေးကြတဲ့ forest broker Diwali ခံရင်ငါယော်မယ်လို့ပြောတာအဲ့ဒီလိုပုံစံမျိုးပေါ့ဗျာဘာလို့လဲသူတို့ရှိမှာ deposit တင်ထားတာအဲ့တော့မိတ်ဆွေတို့နားလည်အောင်ရှင်းပြရရင်အလွယ်နီးလေးပဲမှတ်ထားလိုက်ဒါကျွန်တော်တို့အလုပ်တီးဖြစ်စေမလုပ်တီးဖြစ်စေတခြားအလုပ်တွေလေးလာဆန်းစစ်တဲ့အချိန်မှာကိုလူအများရဲ့ငွေကြေးကိုလက်ခံတယ်သူများရဲ့ငွေကြေးကို deposit လို့ခေါ်တယ်လက်ခံတယ်ဆိုတော့ဘယ်ကုမ္ပဏီမဆိုလက်ခံဖို့အတွက် license ရှိရတယ်အဲ့ဒီ license ကဘယ်နိုင်ငံထုတ်ပေးတာလဲအဲ့ဒီ license ရဖို့ major license ကကမ္ဘာပေါ်မှာ6မျိုး9မျိုးရှိတယ်ဥပမာ UK တို့ USA တို့ Australia တို့ Dubai တို့ Singapore တို့ Hong Kong တို့အဲ့လိုမျိုးကထုတ်ထားတယ်ဆိုရင်ဒါကျွန်တော်အဲ့ရဲ့ highly regulated license တွေကိုကင်ထားတယ်ဆိုတာကျွန်တော်တို့ကဟို3ပုံ2ပုံလောက်စိတ်ချရတယ်ပေါ့အဲ့တော့ကျွန်တော်ဘာလို့ဒါကိုရှင်းပြနေရလဲဆိုတော့ကျွန်တော်တို့အခု platform ကိုကျွန်တော်တို့က Hong Kong မှာ register လုပ်တယ်ကျွန်တော်တို့က fintech platform အမျိုးအစားဖြစ်တယ်အဲ့တော့ fintech လို့ပြောရင် finance နဲ့ tech နဲ့ပေါင်းတယ်လို့အလွယ်တကူနားလည်ပေမဲ့ကျွန်တော်ရဲ့ဒီလုပ်ငန်းဆောင်တာဘယ်ကိုသွားတာလဲကျွန်တော်ရှင်းပြချင်တယ် okay အဲ့တော့ကျွန်တော်တို့ရဲ့ဒီ platform ဒီပထမအချက်ကဘာလဲဆိုတော့ blockchain ပေါ်မှာအခြေပြုတယ်ဒါကြောင့်ကျွန်တော်က decentralization လို့ပြောတယ်အဲ့တော့ကျွန်တော်ရဲ့လုပ်ငန်းဆောင်တာကြီးက A to Z အကုန်လုံးဟာ blockchain ပေါ်ကနေသွားတယ်ဒါပေမဲ့စီမံခန့်ခွဲမှုတွေအကုန်လုံးကတော့ centralized team တွေနဲ့ကျွန်တော်လုပ်ကြတယ်။ဒါကြောင့်ဒါကိုကျွန်တော်က hybrid လို့ပြောတယ်။ကျွန်တော်ရဲ့အဓိကလုပ်တဲ့အလုပ်ကိုကျွန်တော်ရှင်းပြမယ်ဒီအလုပ်ပဲ။အဲ့တော့ဒီနေ့ကျွန်တော်ဒီမှာရှိတဲ့လူချင်းမင်းတို့အားလုံးကိုပြောပြချင်တာက retail investor ဆိုတာအရင်နားလည်ဖို့လိုတယ်။ retail investor ဆိုတာဒီမှာရှိတဲ့မိတ်ဆွေတို့အကုန်လုံးကိုပြောတာ။ retail investor ဆိုတာလူတူဦးတစ်ယောက်ချင်းစီကရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားတယ်ရင်းနှီးမြှုပ်နှံမှုတွေကိုလည်းလုပ်ချင်တယ်လုပ်နေတယ်အဲ့ဒီလိုမျိုးတယောက်ချင်းစီတူးချင်းစီကို retail investor လို့ခေါ်တယ်ကျွန်တော်တို့ဒါပေမဲ့အဲ့ဒီ retail investor တွေဟာဒီနေ့ကမ္ဘာပေါ်မှာတကယ့်ကိုနီးမှန်လမ်းမှန်အာမခံချက်ရှိသော fund management company တွေ broker တွေ asset management company တွေအဲ့ဒီလိုမျိုးကိုယ့်ရဲ့ငွေကြေးကိုစီမံခန့်ခွဲပေးတယ်ဆိုတဲ့ company တွေကိုဝင်ဖို့ဆိုရင်စိန်ခေါ်မှုအများကြီးရှိတယ်နံပါတ်1စိန်ခေါ်မှုကျွန်တော်ရှင်းပြမယ်ရင်းနှီးမြှုပ်နှံတဲ့ပမာဏပထမဆုံးစိန်ခေါ်မှုဖြစ်တယ်ကျွန်တော်အတွေ့အကြုံရှင်းပြမယ်ကျွန်တော်2010မှာတည်းက sorry yes 2012 2014ကျမ်းမဟုတ်2014မှာကျွန်တော်စင်ကာပူမှာweb planner တယောက်နဲ့ကျွန်တော်အဲ့ချိန်လေးကကျွန်တော်စခဲ့တယ် retirement planning လို့ခေါ်တယ်စင်ကာပူမှာရှိတဲ့ retirement planning ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ရဲ့ငွေကြေးကိုတိုးပွားအောင်လုပ်ပေးတဲ့ fund ဆိုတဲ့ company တွေကကျွန်တော်တို့ presentation လုပ်တယ် hey Mr. Pai ငါတို့ဒီ company ကဘယ်လိုဖြစ်တယ်ဘယ်လို license တွေခိုင်းတာဘယ်လိုခိုင်းပါတယ်ပေါ့ဗျာဒီနောက်မှာဘာတွေရှိတယ်ပေါ့ဒါတွေစစ်ဆေးလို့ရတယ်အဓိကသူတို့လုပ်ပေးတဲ့အလုပ်ကဘာလဲဆိုရင်ကျွန်တော်ရဲ့ငွေကြေးကိုအချိန်တစ်ခုမှတိုးပွားအောင်လုပ်ပေးတာအချိန်တစ်ခုဆိုတာတစ်လတော့နှစ်လတော့မဟုတ်ဘူးအနိုင်ဆုံး9နှစ်10နှစ်15နှစ်အနှစ်30အဲ့လိုသွားတာအဲ့တော့နောက်တစ်ခုဒါနံပါတ်1အချိန်နံပါတ်2အချက်ကဘာလဲဆိုတော့ amount အဲ့တော့အနည်းဆုံးသူတို့ရှိမှယင်းနှိမ့်ညွတ်နေမယ်ဆိုရင်ကနန်း9လုံးလောက်စရတယ်ဒေါ်လာတန်းနဲ့ချီစရတယ်မစနိုင်ဘူးလို့ပြောရင် DCA နဲ့သွား DCA ဆိုတာနှစ်တိုင်းဥမာတစ်နှစ်ကိုငါ9နှစ်စက်တိုင်ငါ9နှစ် plan ထည့်မယ်လို့ပြောရင်တစ်နှစ်ကိုဒေါ်လာ3သိန်းထည့်မယ်ဆို9သိန်းပေါ့9နှစ်စက်တိုင်ပုံမှန်ထည့်သွားရတယ်
ဒါပေမဲ့9နှစ်ပြည့်တယ်ဥပမာကျွန်တော်40အသက်ကျွန်တော်35လောက်မှာကျွန်တော်စထည့်တယ်ဆိုရင်ကျွန်တော်ဥမာ42နှစ်လောက်အထိကျွန်တော်ပုံမှန်ထည့်သွားရမယ်ဒါပေမဲ့သူ့ရဲ့ plan ဒီ55နှစ်ကစ55နှစ်အထိတော့မရဘူးကျွန်တော်42နှစ်ကစပြီး55နှစ်ထိထပ်ထည့်စရာမလိုတော့ဘူးတိုးတော်လည်းပဲဒီ55နှစ်ကစပြီးကျွန်တော်ကိုအနားယူလို့ရတဲ့ဝင်ငွေကို55နှစ်ကစပြီးပုံမှန်လစဉ်ထုတ်ပေးတယ်စင်ကာပူက fan တွေကဒါစင်ကာပူနဲ့နှီးစပ်တဲ့လူတွေမေ့ကြည့်ပါဟုတ်ပါကောဒါကျွန်တော်အဲ့အတွေ့အကြုံရှိတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲ့လိုစင်ကာပူကအဲ့လို fan တွေကလုတ်တယ်ဆိုတဲ့ကိစ္စရပ်မှာလူတိုင်းဟာအဲ့ထဲကိုသွားဖို့အတွက်ဒေါ်လာသိန်းကနဲ့ဒေါ်လာသန်းကနဲ့ရင်းနှီးမြှုပ်နှံဖို့အခက်အခဲရှိတယ်လူတိုင်းမဖြစ်နိုင်ဘူးနံပါတ်1စိန်ခေါ်မှုနံပါတ်2စိန်ခေါ်မှုကဘာလဲလို့ဆိုတော့ထက်ရှင်းပြမယ်ဘ ഹു တုတအဲ့ဒီခုနပြောတဲ့ငွေကြီးကိုယ့်ရဲ့ငွေကြီးကိုတိုးပွားအောင်နိမ့်လက်မှန်နဲ့စီမံခန့်ခွဲပြီးတော့ဟာအခုလိုပေါ့ဟာဟိုလူတွေပတ်စံထဲတယ်လူတွေပတ်စံထဲတယ်ဟာကုံသွားတယ်အခုပထမတစ်နှစ်တော့ပြီးနှစ်တော့ပြီးကုံသွားတယ်ပေါ့ဆိုတော့အဲ့ဒီလမ်းကြောင်းလုံးဝမဟုတ်ဘူးကျွန်တော်ရဲ့ငွေကြီးကိုခုနပြောတဲ့ဒီအာမခံချက်မြင့်တော့ fund management company တွေမှာတွားထည့်လို့ရှိရင်နိုင်ငံတကာအဆင့်အတန်းရှိတဲ့ license major license တွေကင်ထားတဲ့ fund management company မှာတွားထည့်လို့ရှိရင်ကျွန်တော်ရဲ့ငွေကြေးဟာ safety ရှိတယ် low risk ဖြစ်တယ်ဟာမရတော့ကုန်သွားပြီဟာထောင်ကျသွားပြီဟာထွက်ပြေးသွားပြီမရှိဘူးအဲ့လိုမရှိဘူးဒါပေမဲ့အဲ့ဒီကိုဝင်ဖို့ဆိုရင်နံပါတ်2စင်ကောမှုဟာဘုသူတာသူတို့ကဘာပြောရလဲဆိုတော့သူတို့လက်ခံမဲ့ investor ကို qualify ဆိုတာ qualify ဆိုတာဘာကိုပြောရလဲဆိုတော့ဒီလုံးငါတို့ရှိမှမင်းပတ်စံလာထဲမဲ့ကိစ္စကိုမင်းသိသလားလို့မေးတာဘာလို့တာလဲဆိုတော့မင်းသိတာလားကျွန်တော်ဆိုရင်စာမျက်နှာ10မျက်နှာ12မျက်နှာလောက်ကိုကျွန်တော်တို့ဖြည့်ရတယ်အခုဝင်ငွေကိုသိတယ်ကိုယ့်ရဲ့ဝင်ငွေရဲ့ဘယ်လောက်ရာခိုင်နှုန်းကိုတော့ဟိုကလုပ်တယ် personal finance လို့ခေါ်တယ်အဲ့ဒီ personal finance ကို slightly နည်းနည်းသိရတယ်ပြီးရင်ကိုကဒီဈေးကွက်တွေအကြောင်းနည်းနည်းနားလည်ရတယ်အဲ့တော့မှ तू ကအော်ဟုတ်ပြီမင်းလောက်တာကိုမင်းသိတယ်မင်းဘာလုပ်နေရလဲဆိုတော့မင်းကိုမင်းသိတယ်โอเคငါတို့လက်ခံနိုင်တယ်ကျွန်တော်ဘာမှမသိဘူးကျွန်တော်ဘာမှမသိချင်ဘူးကျွန်တော်ဘာမှလည်းမသိဘူး sorry လက်မခံတခု something ဆိုတော့တရားစွဲခံရမှာကြောက်တော့ license ထိမှာကြောက်တော့သူတို့ကအဲ့လိုမျိုးလက်မခံဘူးနံပါတ်2စိန်ခေါ်မှုကလူတိုင်းဟာဒါတွေနားလည်ဖို့ဒါကြောင့်မလို့ဒီနေ့ကျွန်တော် scam market ကြီးဖြစ်လာတာပေါ့နားမလဲဘူးဟာဘသူကလုပ်တယ်ဘသူကငါ့ကိုခေါ်တာဘသူဆိုရင်မမှားပါဘူးဘသူတွေကလုပ်တာဘယ်နှစ်နှစ်တောင်ရှိပြီဆိုတဲ့ဟာကိုလူတွေကမှားယွင်းပြီးတော့ရွေးချယ်မှုဆုံးဖြတ်တတ်ကြတယ်အဲ့ဒါတကယ်စစ်မှန်တဲ့သတင်းအချက်အလက်မဟုတ်ဘူးနံပါတ်2စိန်ခေါ်မှုကဘာလဲဘုဟုတုတနံပါတ်3စိန်ခေါ်မှုက status လို့ခေါ်တယ် identity လို့ခေါ်တယ်ဘာအဓိပ္ပာယ်လဲကျွန်တော်ရှင်းပြမယ်ကျွန်တော်ခု time မှာနေရဆိုရင်ကျွန်တော် time မှာ stock တွေဝယ်ခြင်းတယ်လို့ပြောရင်ကျွန်တော်ကဥမာ time ရဲ့ခင်ဗျားတို့ပတ်ဝန်းကျင်မှာဟိုနှလုံးတွေထိုးတဲ့သူတွေ SCT လိုဟာမျိုးရှိတယ်ဟုတ်လားဟို time stock exchange ရဲ့နောက်ကခဏန်းတွေကိုနှလုံးတွေထိုးကြရလေကျွန်တော်အခုချိန်ထိထိုးနေတဲ့လူရှိမှာပေါ့အဲ့လိုမျိုး security exchange တွေမှာကျွန်တော်သွားပြီးတော့ထိုင်းနိုင်ငံရဲ့ဟာ CP share ဝယ်ခြင်းတယ်တို့7-Eleven တူတူပဲသူတို့ group က share ဝယ်ခြင်းတယ်တို့Siam Commercial Bank ရဲ့ bond တွေဝယ်ခြင်းတယ်တို့Apple ရဲ့ stock တွေဝယ်ခြင်းတယ်တို့ကျွန်တော်ပထမဆုံးမေးတဲ့မိကမင်းဘာ visa နဲ့နေတာလဲလို့မေးတာကျွန်တော် education visa လို့ပြောရင် sorry no ကျွန်တော် retirement visa လို့ပြောရင် sorry no ကျွန်တော် visit နဲ့လာလို့ပြောရင် sorry no ပင့်ကတ်ဝဝင်းနေလာမရှုပ်နဲ့လို့ပြောတာကျွန်တော်တို့ type of visa နှစ်မျိုးပဲ security market မှာလုပ်လို့ရတယ်ထိုင်းမှာဆိုရင်တစ်ခုကတထေး visa elite သမားတွေကိုခွင့်ပြုတယ် stock တွေဝယ်ဖို့နံပါတ်2ကျွန်တော်တို့ blue book work permit က blue book white collar လို့ခေါ်တယ်ကျွန်တော်တို့က company ပိုင်ရှင်တွေနည်းအားဖြင့် management level တွေ white collar လို့ခေါ်တယ် blue book work permit ကင်ထားတဲ့ကောင်တွေ okay ဝယ်လို့ရတယ် securities တွေပြောချင်တာကကျွန်တော်ဒီနေ့ retail investor တွေမြန်မာပြည်မှာမဟုတ်ထိုင်းမှာလည်းအများကြီးပဲဒီ retail investor တွေကအဲ့ဒီ security investment market ကြီးတဲ့ဝင်ဖို့ကန့်သက်ထားတဲ့ကျွန်တော်မြန်မာပူဆိုတာပေါ့မြန်မာ passport ဆိုတာ ਨੇ sorry တွေ့ရမလားဟိုတနေ့အောင်ဟိုယထာကက်လေးတွေဗာလေးစီးရအောင်ဟာမြန်မာဆိုရင်အဲ့ကက်တွေကို update လုပ်လို့မရဘူးဘာဖြစ်လာပြီဒီဟာတွေကစိန်ခေါ်မှုတွေလို့ပြောတာဒါဆိုရင်ကျွန်တော်ကစီးပွားရေးလုပ်ပြီဆိုတာဒီလူတွေကဘာပြဿနာတက်နေလဲအဲ့ပြဿနာကိုဖြေရှင်းနိုင်တဲ့ solution ရှိမှစီးပွားရေးကအလုပ်ဖြစ်မှာကြိုက်တဲ့စီးပွားရေးကိုလို့
ငါးမရှိတဲ့နေရာမှာငါးသွားမျှလို့မရအောင်အဲ့တော့ကျွန်တော်ရဲ့ solution ကဒီမှာရှိတယ်အခုကျွန်တော်ပြောသွားတာကိုကြိုက်တဲ့ lawyer ကိုအတန်ဖမ်းပြီးပို့လိုက်အခု retail investor တွေဟာဒီလို regulated investment organization တွေကိုဘယ်လို့မှဝင်လို့မရအောင်ဒါပေမဲ့ဒီနေ့ Grow X Global ကအဲ့နှစ်ခုကိုဝင်လို့ရအောင်ကျွန်တော် bridge လုပ်တယ်ဘယ်လိုလုပ်လဲမမေးနဲ့နောက်ပိုင်းကျွန်တော်ရှင်းပြမယ် bridge လုပ်ပေးတယ်ဒီ retail investor တွေဟာဟိုလူတွေတော့ထည့်ရင်ကောင်းမလားဒီလူတွေတော့ထည့်ရင်ကောင်းမလားမဟုတ်တော့ဘူးတကယ်တော့အစိုးရတရက်ကအာမခံချက်ရှိသော highly regulated လုပ်ထားသော fund management company တွေမှာအဲ့အတွက်မိတ်ဆွေတို့လိုချင်နေတဲ့15တွေ20တွေ25တွေတော့လုံးဝမမျှော်လင့်နဲ့မရနိုင်အောင် quite slow quite low နည်းနည်းကောင်းနေမယ်ဒါပေမဲ့ဆုံးရှုံးမှုအနှိမ့်ဆုံးမှရှိပြီးတော့အာမခံချက်အာမခံဆိုတာ assurance လို့ခေါ်တယ်အာမခံချက်လို့မသုံးတေချာခိုင်မာမှုလို့သုံးကျင်တယ်ကျွန်တော်မြန်မာစကားလုံးရွေးချယ်ပြီးတော့အာမခံတယ်ဆိုစကားလုံးထက်ပူတာပါလေတေချာခိုင်မာမှု assurance လို့ခေါ်တယ်အဲ့လိုမျိုး assurance ရှိသော regulated firms တွေနဲ့ဒီနေ့ခုနပြောတဲ့စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့အတွက်နိမ့်မှန်လမ်းမှန်တဲ့ကိုယ်ငွေကိုတိုးပွားအောင်လုပ်ချင်တဲ့ retail investor တွေကြားထဲမှာကျွန်တော်တို့ဒီနေ့ platform ကချိတ်ဆက်ပေးတာဘယ် financial MLM platform မှမလုပ်နိုင်ကျွန်တော်တို့ company က MLM လည်းမဟုတ်ဘူးကျွန်တော်ရှင်းပြမယ်ပြင်အဲ့လိုလုပ်ရင်းနဲ့ကျွန်တော်တို့ရဲ့အဓိက focus area ဆိုတာကျွန်တော်တို့ရဲ့အဓိက business ကအပိုင်း၃ပိုင်းရှိတယ်တစ်ခုက land တစ်ခုက and တစ်ခုက compound 3 in 1 coffee mix တော့မဟုတ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကလေ့လာသင်ယူတယ်ဆိုတဲ့ကိစ္စရပ်လေးကိုကျွန်တော်လည်းအကျဉ်းမြင်လေးပဲရှင်းပြမယ်အရင်များသွားရင်ဟုန်သွားမှာဆိုလို့နော်အဲ့တော့ဘာလေးလဲတော့ကျွန်တော်ရှင်းပြမယ်အဲ့တော့ဒီနေ့ကျွန်တော်လေ့လာသင်ယူလဲလို့ပြောရင်forex trading သင်တန်းပေးတဲ့ဟာတွေမှုလို့ပေါက်တယ် crypto trading crypto investment မှုလို့ပေါက်တယ်ဒါကျွန်တော်အရင်ကလည်းကျွန်တော်ပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီ trading တွေကိုပေးပြီးတော့ဒီထဲမှာရှိတဲ့လူအခုဘယ်နှစ်ယောက်တက်လဲလူကြည့်လိုက်မယ်ကျွန်တော်25ယောက်တက်တယ်ကဲကျွန်တော်ခုပါကိုပြင်ပေးကြည့်လိုက်အဲ့ trading သင်တန်းတွေသွားတက်ပြီးတော့နားလည်လားနံပါတ်1 okay နားလည်တယ်အသုံးချလားအသုံးချဖို့လေ့ကျင့်လားသူလုပ်ရမယ့် practice တွေကိုအကုန်လိုက်လုပ်လားသဘောက trading ဆိုတာဒီတိုင်းပဲရှောက်ပြီးတော့ entry လေး stop loss လေးခံမယ် TP လေးခံမယ် signal လေးကိုအဲ့ဒါ trading အဲ့ဒါလည်းမဟုတ်ဘူးကျွန်တော်ပြောချင်တာ sub trick တခြားတက်မြောက်ကျွမ်းကျင်ပြီးလုပ်မယ်ဆိုရင်ဒါပေမဲ့လူတိုင်းဟာ100မှာ99%အဲ့ practice ကိုလိုက်မလုပ်နိုင်ဘူးတင်းနေတာတက်တာဒါပေမဲ့လူတိုင်းဟာ trading ကို trading နဲ့ပတ်စံရှာခြင်းပြင်မဲ့ trading ကိုကိုယ့်ဘာကိုလုပ်ဖို့လူတိုင်းမဖြစ်နိုင်ဘူးအဲ့စကားလုံးလေးကိုမှတ်ထားပါဒါပေမဲ့ဒီကနေ့လူတိုင်းဟာငွေရှာဖုန်းနဲ့ငွေရှာမယ်လို့ပြောရင်အင်တာနက်နဲ့ငွေရှာမယ်လို့ပြောရင်မဖြစ်မနေသိရမယ်ကိစ္စအဲ့ဒီဖုန်းတစ်လုံးကိုဘယ်လိုသုံးမလဲဆိုတာကိုအခြေခံသိမှရမယ် that is called digital literacy ဒီဖုန်းတစ်ခုရဲ့သိရုံနဲ့ digital literacy ဖြစ်တယ်လို့ပြောလို့တော့မရအောင်ကျွန်တော်ခုပြောတော့ရတဲ့မှာ device and operating system ဆိုတာဒီဖုန်းတွေ computer တွေ iOS system တွေ Android system တွေဒါတွေနဲ့ပတ်သက်ပြီးတော့ကိုကင်ကြွယ်သုံးစွဲနေတဲ့ digital device တွေကိုကိုလှုပ်ချင်တဲ့အလုပ်ကိုနီးမှန်နှမ်းမှန်ဘယ်လိုအသုံးပြုရမလဲ mostly မသိဘူးဒါကြောင့်မို့လို့ဒီပြဿနာတွေကဟိုဟာလှုပ်ချင်တာဟာချွေးချင်းကောင်းဟာမသိဘူးအဲ့ဒါဟိုဟာမသိဘူးပတ်စံတော့လှုပ်ချင်တယ်အဲ့ဒါကိုကျွန်တော်တို့က digital literacy ဆိုတာကိုတကယ်ကိုယ့်ရဲ့လူမှုဘဝမှာရောကိုယ့်ရဲ့ professional life မှာရောအသုံးချလို့ရတဲ့သင်တန်းမျိုးတွေကိုကျွန်တော်ရဲ့ platform ကိုပေးဖို့ရည်ရွယ်တယ် cyber security လူတိုင်းဟာ email တော့သုံး email account ဖွင့်တာလွယ်လေးပဲဒါပေမဲ့ email ကိုဘယ်လို security ဖြစ်အောင်လုပ်ရမလဲမသိဘူး Binance account ဖွင့်တာလွယ်လေးပဲဒါပေမဲ့ Binance account လူတိုင်းဘယ်လို security ဖြစ်အောင်လုပ်ရမလဲမသိဘူး okay ဒါတော့မှတော်တော်လေးသိလာတယ်လို့ပြောရမယ်နောက်ပိုင်းမှာအဲ့တော့ဒီလို cyber security ကိုဘယ်လိုမျိုးကိုယ့်ရဲ့တကူကြီးငွေကြေးမဆုံးရှုံးဖို့ကိုယ့်ရဲ့တကူကြီး information တွေကိုသူများရှိမရောက်သွားဖို့ဒါတွေကအခြေခံကျတဲ့လေ့လာသင်ယူမှုတွေဖြစ်တယ်ကျွန်တော်ရဲ့ platform ကအဲ့လိုအခြေခံကျသောသင်တန်းမျိုးတွေပေးဖို့ယူရတယ်ဒါ digital literacy digital literacy နဲ့နေပြီးလားမပြီးသေးဘူး financial literacy financial literacy ဆိုကျွန်တော်ပြောနေတဲ့ personal finance ပေါ့ကိုယ့်ရဲ့တကူကြီးတကားငွေကြီးစီမံခန့်ခွဲမှုကနေပြီးတော့ဒီလို fund တွေကိုနီးမှန်နိုင်မှာဘယ်လို investment လုပ်ရလဲဆိုတာကိုသင်ပေးတာဒါလည်းအရေးကြီးတာပဲ
ဒါမသိလို့လူတွေကရွေးချယ်တက်နေတာနံပါတ်3တစ်ခုကျွန်တော်ဗတ်ထပ်ပြောလဲဆို AI literacy ဒီနေ့အားလုံးက AI ဖြစ်နေတယ် ChatGPT လောက်သုံးမယ် Meta လောက်သုံးရင်ဟာဟုတ်ပြီလို့ထင်တယ် sorry ဒီချက်ပို့ပြီးနောက်တစ်ဆင့်သွားချင်တယ်လို့ပြောရင် AI hands on tools တွေသုံးတတ်ဖို့လိုတယ် data တွေကိုဘယ်လိုမျိုးစီမံခန့်ခွဲရမလဲအဲ့ဒါမျိုးတွေကို beginner လို့ခေါ်တဲ့အခြေခံအဆင့်ရနေနောက်ဆုံး professional certification ရတဲ့အထိကျွန်တော်တို့ကနိုင်ငံတကာမှာရှိတဲ့ universities တွေ academy တွေနဲ့ partnership လုပ်ပြီးတော့ကျွန်တော်ရဲ့ platform ကနေ education ကိုကျွန်တော် launch လုပ်တာ education ကတကယ်တော့ဈေးမပေါ်ဘူးဒါကြောင့်ကျွန်တော်မြန်မာပြည်မှာသင်တန်းဆရာတွေ crypto trading သင်တယ် course best course တစ်ခုမှာ4သိန်း10သိန်း stock investment သင်တယ် course တစ်ခုကို4သိန်း6သိန်း right သင်တန်းဆရာရတော့ချမ်းသာသွားတယ်တိမ်ထောင်နဲ့ချီပိုက်ပြီးတော့ဒါပေမဲ့သင်တဲ့သူတွေအကုန်လုံးကအကောင့်အောင်ဖွင့်လို့မရအောင်ဘာဖြစ်လို့လဲမြန်မာဖြစ်နေလို့ပြီးသွားပြီအိမ်မှာလည်းပြီးသွားပြီသင်ထားတာအကုန်လုံးပြီးသွားပြီမေ့လိုက်တော့ဘာလို့ practice လုပ်လို့လည်းမရအောင် onboarding ဆိုတာsecurity exchange တစ်ခုမှာကိုယ့်အကောင့်တော့ဖွင့်လို့မရဘဲနဲ့ stock investment ဘယ်လိုလုပ်ရမလဲလို့သွားသင်နေတာ sorry မေ့လိုက်တော့ that's why ဒါကြောင့်မလို့ဒီနေ့ grow ace ကအဲ့နေရာမှာ solution ကိုယူလာတယ်ဒါပဲကျွန်တော်ခုပြောတဲ့ဥစ္စာသည် very make sense ဖြစ်ဖြစ်ချင်းဆိုရှင်းပြနေတာ okay ကျွန်တော်ခုရှင်းပြတဲ့အထိနားလည်တယ်ဆိုတဲ့လူကြီးမင်းနေရှိရင်ကျွန်တော် okay လေးလာပြီးရေးပေး okay ဘာကြောင့်လဲဆိုတော့နှစ်မို့ဆိုတော့ပြန်ပြီးဆန်းစစ်ရတယ်နှစ်မို့ဆိုဟိုတနေ့နေ့ကမီတင်လုပ်တယ်ဘာပြောမှမသိဘူးကိုပိုင်ပြောတာဆိုအဲ့လိုခဏခဏကျွန်တော်အပြောခံရကျွန်တော်နည်းနည်းအားလင်းအားနာရှက်လဲရှက်တယ်အဲ့ကျွန်တော်ခုဒီမှာတစ်ချက်လောက်ကျွန်တော်ဒီမှာ support လာလုပ်ပြီးကျွန်တော်ရှင်းပြတာနားလဲတယ်ဆိုရင် okay လို့လာရေးပြီး thank you so much okay လာပါတသက်မဲ့ဟို light down နေရမဟုတ်ပါဘူးပြောချင်တာကကျွန်တော်ရှင်းပြတာနားလဲတယ်ဆိုရင် say okay နော် okay အဲ့တော့ကျွန်တော်တို့ကဒီအပိုင်းပြောချင်တယ်နောက်ဒုတိယအပိုင်းက landing ပိုင်းပြီးသွားပြီနောက်တစ်ခု end ပိုင်း end ပိုင်းကတော့ပွင့်နေပြောမယ်ဆိုရင်တော့ဒီကလူတွေနဲ့ဒီကလူတွေအကြိုက်ဆုံးအပိုင်းဖြစ်လိမ့်မယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီနေ့ငွေကိုပေါ့နော် quick and easy ရှာချင်တယ်လို့ပြောရင် quick and easy ဆိုတာလွယ်ကူကူနဲ့လှင်လင်းမြန်နဲ့မြန်ဆန်ဆန်ရှာချင်တယ်လို့ပြောရင် gambling လုပ်ချင်လို့ gambling သည်100% risk ရှိတယ်100% gain ရှိတယ်နှလုံးဒီပဲဖြစ်ဘောလုံးပဲဖြစ်နော်ကြိုက်တဲ့ gambling game တွေပဲဖြစ်ပတ်စံလွယ်ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဘယ်သူမှမကြိုက်ဘူးလေနော် okay ကြိုက်တဲ့သူကကြိုက်မှာပေါ့ဗျာနောက်နံပါတ်2ဒီနေ့ကျွန်တော်တို့ပြောနေတဲ့ forest market အဲ့တော့ forest market က upside လို့ခေါ်တယ်ကောင်းတဲ့အချက်ကဘာလဲဆိုတော့သူက liquidation လို့ခေါ်တယ်အင်္ဂလိပ်လိုအဖြစ်မြန်မာလိုဆိုရင်ငွေဖြစ်လွယ်မှုလို့ပြောချင်တာငွေဖြစ်လွယ်မှုဆိုတာတကယ်ကျွမ်းကျင်တက်မြောက်တဲ့ trader တယောက်ကဒေါ်လာ100လောက်ထည့်ပြီးတော့လဲ1000လောက်ရှာလို့ရတယ်တကယ်ဈေးကွက်ထဲမှာတကယ်ရှိတယ် history တွေအများကြီးပဲ stories တွေအများကြီးရှိတယ်နော်ဒေါ်လာ50ထည့်ပြီးတော့တရက်100ရှာတဲ့လူလည်းရှိတယ်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဒီ forest market ကကောင်းတဲ့အချက်က quick and easy money ကိုရှာလို့ရတယ်ဒါပေမဲ့သူဒီအလုံးစုံသောတက်မြောက်ကျွမ်းကျင်မှုသည် skill knowledge practice discipline management အကုန်လုံးထည့်ပေါင်းပြီးတော့မှသူကဒီ10% သောလူတွေပဲနိုင်တယ်ကျန်တဲ့ trading မှာ90%လူတွေကအကုန်ရှုံးတယ်ဒါကြောင့် broker တွေထွက်လာတာပေါ့ broker တွေကတိုင်ခိုင်းတာပေါ့အဲ့တော့ဒီနေရာမှာ end ဆိုတဲ့အပိုင်းဟာကျွန်တော်တို့လည်းလူလှိမ့်နေအောင်ခံရတယ် forest trading နဲ့ပတ်သက်ရင်ကိုယ်ပတ်စံကုန်တဲ့အပြင်သူများပတ်စံတွေလည်းကုန်လာတယ်အများကြီးပဲတာဝန်ပြန်ယူရတာတွေလည်းရှိတယ်ယူလက်တဲ့အချိန်ကာလကြီးလည်းအခုချိန်ရှိတော့မယ်အဲ့တော့ကျွန်တော်စဉ်းစားတယ်ကျွန်တော်3နှစ်လောက်ကျွန်တော်ခေါင်းငိတ်စိုက်ပြီး trading နဲ့ရောက်သွားတာကျွန်တော်ဘဝမှာအမှောက်မိုက်ဆုံးအချိန်တွေပဲကျွန်တော်အရင်ကလူတွေနဲ့ဒီလိုမျိုးထိတွေ့ဆက်ဆံပြီးတော့အယောင်ဟုတ်တယ်နော်ရှင်းပြတာဒါမျိုးလူတွေကူညီတာလူတွေရှင်းပြလူတွေ support လုပ်တာလူတွေ educate လုပ်တာဒါတွေကျွန်တော်ဘာသာနာပါပြီးလုပ်တယ်ပေါ့နော်ဒီကနေပြီးအယောင်တွေတက်လာတယ်ကျွန်တော်ဝင်ငွေတွေ commission တွေရတယ်ပေါ့အဲ့ဒီလမ်းကြောင်းကိုကျွန်တော်မသွားတဲ့လမ်းကြောင်းရက်သွားပြီးတော့ trading ကိုသွားပြီးတော့လုပ်လိုက်တဲ့အချိန်မှာ3နှစ်လောက်ကနိုင်မယ်အိမ်မဆိုးတွေကြီးပဲအိမ်မဆိုးတွေကြီးပဲစိတ်တက်ကောလူရောပြုံးကြအဲ့တော့ကျွန်တော်စဉ်းစားတယ်ဒီ3နှစ်လုံးမှာရိုးရိုးရှင်းရှင်းလေးကျွန်တော်ရှင်းပြမယ်
မိတ်ဆွေတို့ဒေါ်လာ1000ကိုယ့်အကောင့်နဲ့ထည့်တယ်ဒေါ်လာ1000ရှုံးတယ်ဆိုတာ10%ရှုံးတာအဲ့ဒီ10%ရှုံးသွားတဲ့အချိန်မှာကျွန်တော်တို့လက်ထဲမှာအရင်က9000ပဲကျန်တော့တယ်ကျွန်တော်တို့အရင်ပြန်ရဖို့11% winning ဖြစ်မှကျွန်တော်ရဲ့အရင်1000ပြန်ပြေးမယ်ဒါ10%လေးပဲရှုံးတာနော်30% ရှုံးပြီလို့ပြောရင်1000မှာ30% ရှုံးပြီလို့ပြောရင်3000ကုန်သွားပြီ9000ပဲကျန်တော့တယ်အကောင့်ထဲမှာအရင်9000ပဲကျန်တော့တယ်3000ရဖို့ဆိုတာဘယ်လောက် percentage လဲ40% 40% တော့မပြည့်ဘူးခုနှစ်လေးလီအလီဆိုခိုင်းကြည့်မယ်2800ဟုတ်လားအဲ့တော့2800ပဲရသေးတယ်အရင်တော့200လို့သေးတယ်1000ပြည့်ဖို့အဲ့တော့40% ဆိုတာတကယ်ကို discipline trading လုပ်တဲ့ကောင်ကတစ်လထဲမှာ40% ရဖို့မလွယ်ဘူး risk management လုပ်တဲ့ကောင်ကတစ်လထဲမှာ40% ရဖို့မလွယ်ဘူး gambling လို့စော့မယ်ဆိုတော့ရကောင်းရမယ်ထပ်ပြီးကုန်ချင်လဲကုန်သွားနိုင်တယ်40%ကိုအရင်ပြင်ရဖို့ဒါ30%လေးပဲရှုံးတာနော်ဟော1000မှာဒေါ်လာ9000ရှုံးပြီလို့ပြောတာ ਨੇ 3000ပဲကျန်တော့တယ်3ပုံ2ပုံရှုံးပြီလို့ပြောနေတပုံပဲကျန်တော့တယ်တော်တော်3000ကနေကိုအရင်1000ပြင်ရဖို့ဆိုအစ350နိုင်မှကိုအရင်1000ပြင်ရမှာအစ350ဆိုတာစဉ်းစားကြည့်တစ်လ10-20% ရရင်တော့နှစ်ခွဲလောက်အဲ့ကိုအရင်ပြင်ရဖို့ထွက်ရမယ်gambling trading ကိစ္စမျိုးကုန်ရင်ကုန်ထက်ကုန်ဝိုင်းအဲ့3000မှာကုန်ရင်လည်းကုန်သွားမယ် maybe 6000ပြင်ရရင်လည်းရမယ်ဒါက gambling လုပ်တဲ့ဟေ့ဆိုဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်အဲ့လိုဆင်ခြင်မိတဲ့အချိန်မှာကျွန်တော်မရှက်ပါဘူးကျွန်တော်မိတ်ဆွေတချို့ကျွန်တော်အဲ့လိုလုပ်တဲ့အခါမှာကျွန်တော်3ပုံ2ပုံကုန်တဲ့အချိန်မှာကျွန်တော်တခါနဲ့အပီတိကနေရက်တယ်ပေါ်တင်ပြောလိုက်တယ်ငါတကယ်ရှုံးသွားပြီမလုံနိုင်တော့ဘူးဒီလို့ငါတာဝန်ယူတယ်အဲ့တော့ဘလို့တာဝန်ယူမယ်ဆက်ရှင်ပြတယ်ကျွန်တော်ဘာလို့လဲလူတွေကိုမလိန်ချင်ဘူးလူတွေကိုကျွန်တော်တို့ကဘာလဲဆိုတော့ဟိုပါပေါ့ရှေ့မှာမျက်နှာကိုပိတ်ထားပြီးတော့ဟာဟန်ဆောင်ပြီးတော့ဟာအဆင်ပြေနေတယ်ဟာအရန်ကောင်းနေရလို့ပြီးတော့နောက်ထပ်လူတွေကို pitching ထက်လုပ်တာပေါ့နော် promotion တွေပေးပြီးတော့ဟာထက်အဲ့တော့ကျွန်တော်အဲ့လိုမျိုးလုပ်မလားလို့လဲစဉ်းစားသေးရလူဆိုတာဒီလိုပဲဖောက်ပိတ်သွားရင်ရှောက်စဉ်းစားတာဒါပေမဲ့ကျွန်တော်အဲ့လိုထက်လုပ်လို့ထက်ကုန်သွားရင်ငါဘယ်လိုလုပ်မလဲလို့စဉ်းစားနေတဲ့အချိန်မှာထွက်ပေါက်ပိတ်သွားပြီကိုရှင်းနိုင်တဲ့ပမာဏကနာမည်မပြတ်ဘူးကိုမရှင်းနိုင်တော့တဲ့ပမာဏဖြစ်သွားရင်ပြီးသွားပြီစောက်လုံးဝကြောက်တဲ့ခုံချသွားတာပဲကျွန်တော်တိကနေရက်တယ်ကြီးညာလိုက်တယ်ငါဒီဥစ္စာဒီ3ပုံ2ပုံကုန်တဲ့အတွက်ပြန်လာဖို့မလွယ်တော့ဘူးအဲ့အတွက်ဘယ်လို responsibility ယူမယ်ဘယ်လိုအချိန်တော့ပေးရမယ်ဒါကိုစာချုပ်စာရင်းနဲ့ပြန်လုပ်တယ်ပြန်ပြီးကျွန်တော်တို့ management ပြန်လုပ်တယ်ကျွန်တော်ပြောချင်တာဘာကိုလဲဆိုတော့ကျွန်တော်ကဘလို့ကောင်းပါတယ်ဘယ်သူကဘလို့အဲ့ရွယ်ချက်ပြောတာမဟုတ်ပြောချင်တဲ့သဘောက trading ဆိုတာအဲ့ဒီလိုရှင်းပြချင်တာ okay အဲ့တော့ဒီနေ့ဒီမှာရှိတဲ့လူချင်းမင်းတို့ကဟာလွယ်တယ်ဟာတော်တယ်ဟာဘယ်တော့တောင် trade နိုင်တာဘယ်နှစ်ရှိပြီအဲ့ဒါအဓိကအဖြစ်မဟုတ်နောက်ွယ် behind the scene မှာဘယ်လိုကစားနေလဲဆိုတာဘယ်သူမှ transparency အပြည့်မပြနိုင်မပြဘူးမပြဘူး that is the truth အဲ့တော့ဒီနေ့ကျွန်တော်တို့ကဒီ end ဆိုတဲ့အပိုင်းကိုကျွန်တော်တို့က view site တယ် end ဆိုတဲ့အပိုင်းကဘာလဲဆိုတော့ daily ပဲဖြစ်ဖြစ် monthly ပဲဖြစ်ဖြစ်ပတ်စံရှာခြင်းလဲဆိုရင် of course သိကြတယ်ဒီ trading နဲ့ပဲသွားမှရမှာအဲ့တော့ကျွန်တော်ဘယ်လို management အခုပြန်လုပ်လဲကျွန်တော်ရှင်းပြမယ်ကျွန်တော်ရဲ့ဒီအိမ်မက်ဆိုးတွေကိုကျွန်တော်သင်ခန်းစာယူပြီးတဲ့ကာလမှာကျွန်တော် trader ပေါင်းအယောက်80နဲ့တွေ့တယ်ဒီ3နှစ်မှာဟာဟုတ်နေပြီလက်ခုပ်လက်ဝါးတီးပြီးပြောနေပြီနောက်နေ့နောက်ဒီဘက်တော့ဟုတ်နေပြီနောက်တစ်ဘက်ကျတော့လစ်သွားပြီဟာတစ်လတော့ဟုတ်နေပြီ2လတော့ဟုတ်နေပြီ3လတော့ဟုတ်နေပြီ4လမြောက်ကျတော့လစ်သွားပြန်ရောအမျိုးမျိုးပေါ့အဲ့တော့ကျွန်တော်ကအခုဒီ end ဆိုတဲ့အပိုင်းကိုကျွန်တော်ကဘာစဉ်းစားလဲဆိုရင်ကျွန်တော်မြန်မာကိုခဏလေးမိထားတယ်မြန်မာကိုခဏမိထားတယ်ဘာလို့လဲဆိုတော့ကျွန်တော်မြန်မာကကျတော့ market ကတောင်းဆိုမှုကရေးလိုက်လွဲသွားပြီဖြည်းဖြည်းချင်းပြန်ဆွဲမှရမယ်အဲ့တော့ကျွန်တော်ပထမစဉ်းစားထိုင်းစီကွက်ပေါ့နော်အဲ့တော့ထိုင်းရလူတွေကထိုင်းတွေကိုပြောတာထိုင်းကိုရောက်တဲ့မြန်မာကိုပြောတာမဟုတ်ထိုင်းတွေကတစ်လကို5% 3 to 5% ပုံမှန်လေးသာရမယ်ပြောလိုက်တကယ်လေတစ်နှစ်တန်ဒီနှစ်နှစ်တန်ဒီ record တာတိဆောက်ပြလိုက်လိုက်တယ်ခဏလေးလူရောက်ထောင်နဲ့ကြီးဖြစ်တယ်တစ်နှစ်ခွဲနှစ်နှစ်မှာထောင်နဲ့ကြီးဖြစ်တယ်ဒါထိုင်းကိုရီးယားတစ်လောက်ချွေးတူခုနပြောတဲ့5%ရတယ်ပြောလိုက်ပြောမနေနဲ့ဂျပန်အဲ့လောက်မလို့2%လေးပဲရတစ်လောက်2%လေးပဲ
ဒါပေမဲ့အဲ့ဒီလူတွေအကုန်လုံးကိုနှစ်ခုပြပေးရတယ်ဒီအလုပ်ကိုလုပ်ခွင့်ရှိတဲ့သူတွေပါသဘောကဒီအလုပ်လုပ်တယ်ဆိုတာ fund manager တွေလုပ်တာ fund manager တွေကတကယ် license ကင်ပြီးလုပ်တာသူ့ရဲ့ risk တွေယူပြီးသူကလုပ်ရတာသူလုပ်ချင်တိုင်းလုပ်လို့မရအောင်ထိန်းထားတဲ့အဖွဲ့တွေနဲ့လုပ်ရတာအဲ့တော့ပြောချင်တာကအဲ့ဈေးကွက်တွေကိုဘာလို့ကျွန်တော်မသွားနိုင်ရမလဲကျွန်တော်မြန်မာပြည်မှာတော့ကျွန်တော်567လောက်ပြောရင်စိတ်ဝင်စားအောင်ဘာဖြစ်လို့လဲပုံမှန်15တွေ18တွေပဲကြားဘူးနေတော့56လို့ပြောတာနဲ့စိတ်ဝင်စားတော့ကိုယ့်ဘာကို train အောင်မှယာသေးရပဲဆိုပြီးတော့လည်းစိတ်ကြီးဝင်တာရှိသေးတယ် maybe training နဲ့မှလစ်တော့မှတော့မဟုတ်ဟာ floating နေမြင်လာတော့မှစိတ်တက်ကြမယ်အဲ့လိုနဲ့ဖို့လိုက်ပြန်ဖြစ်သွားတယ်လည်းအများကြီးပဲအဲ့တော့ဒီနေ့ကျွန်တော်ရှင်းပြချင်တာကျွန်တော်တို့ရဲ့ end bind ကိုကျွန်တော်တို့လေးရှင်းပြချင်တာက percentage မဟုတ်ဘူးကျွန်တော်ရဲ့ target က percentage ဘယ်လောက်ရရဆိုတာမဟုတ်ဘူးမျှတတဲ့ return တစ်ခုကိုပုံမှန်ဖြစ်အောင်သွားဖို့လိုတယ်အဲ့လိုပုံမှန်ဖြစ်အောင်သွားဖို့ကအရေးကြီးဆုံးအချက်က professional trading team ကတကယ်ကို record ရှိပြီးသား professional trading team က manage လုပ်တာဖြစ်ရမယ်ဒါဆို trading team တခုတော့ပဲယုံပြီးတော့လွတ်ထားလို့ရလားမရဘူးခင်ဗျမရဘူးအဲ့အတွက်ကျွန်တော်မှာကျွန်တော်ဆရာကဟောင်ကောင်ရဲ့ top 5ထဲမှာရှိတဲ့ asset management company ရဲ့ CEO ကျွန်တော်ကထိုင်းမှာ MSc Finance တက်တော့ကျွန်တော် professor နဲ့ကျွန်တော်ရင်းနှီးတော့အဲ့ professor ကလက်ရှိဟောင်ကောင်ရဲ့ top 5မှာရှိတဲ့ asset management license ကင်ထားတဲ့ asset management သူကိုယ်တိုင်လည်း prime broker ပဲဆိုတော့သူက CEO အဲ့ဒီမှာအဲ့တော့သူတို့ team ကိုကျွန်တော်တို့ကအလုပ်လုပ်တယ်။တဘောကကျွန်တော်ရဲ့ trading team က Singapore trading team ဖြစ်တယ်။သို့တော်လည်းပဲသူတို့ trade ချင်တိုင်း trade လို့မရအောင်ကျွန်တော်တို့ကတစ်ဖက်မှာ risk management team တို့ compliance team တို့ data analyst team တို့အဲ့လို team ၄ဘွဲ့လောက်ကသူ့ကို supporting လည်းပေးတယ် control လည်းပေးတယ်။အဲ့အတွက်ကျွန်တော်အမှားလုံးဝမခံဘူးလို့ပြောတာ။အဲ့အတွက်ရာခိုင်နှုန်းဒီကျွန်တော်လိုချင်တဲ့ဟာ18တွေ20တွေ25တွေလုံးဝမဖြတ်နိုင်ဘူး။သို့တော်လည်းပဲ risk disclaimer ကျွန်တော်လုပ်မယ်ကျွန်တော်ကတော့ဗျာဒေါ်လာ1000မှာ20 30လောက်ပဲအရှုံးခံနိုင်တယ် okay အဲ့တော့ maybe 4 to 5လောက်တော့မရကောင်းရမယ်ဟုတ်ကျွန်တော်ကတော့1000မှာ100လောက်အရှုံးခံနိုင်တယ် okay မြ10 plus တော့ရကောင်းရမယ်ဟုတ်ကျွန်တော်ကကြတော့1000မှာ300ကုန်400ကုန်500ကုန်လည်းကျွန်တော်ကဖြစ်တယ်လို့ပြောရင်50%လည်းဖြစ်နိုင်တယ် aggressive trading လို့ခေါ်တယ်ဘာလို့လဲကျွန်တော်တို့ကလူတွေကိုကောင်းမွန်တဲ့စိတ်ဆန္ဒနဲ့တကယ်လမ်းကြောင်းအမှန်ကိုပြတော်လဲပဲတချို့သော market တွေက my US ဆန်ချင်မှာပဲစီးပွားရေးသမားအနေနဲ့ပြန်စဉ်းစားကြတော့အဲ့လောက် my US ဆန်ချင်နေလဲဆန်လို့ရတယ်ကျွန်တော် market ကိုမလွတ်ပစ်ချင်အောင်ဒါပေမဲ့ကျွန်တော်ထိန်းပြတဲ့အနေနဲ့လုပ်တယ်အဲ့တော့ aggressive trading မရှိဘူးမဟုတ်ကျွန်တော်တို့ platform မှာရှိတယ်တွေ့ရမယ်50%လားတွေ့ရမယ်တိုးတော်လည်းပဲကျွန်တော်တို့ဟာအာမခံပြီးတော့စိတ်ချမင်းတို့ငွေလုံးဝမရှုံးဘူးအမြတ်ဘယ်လောက်ရမယ်ဘယ်တော့မှအဲ့လိုမျိုးကျွန်တော်တို့လုပ်မှာမဟုတ်ဘူးလူတွေကို risk disclaimer ကျွန်တော်ကျင်းတည်ပေါက်လုပ်မှာ risk ရှိရဲဆိုတော့ disclaimer လုပ်မယ်တကယ်လဲ risk ကိုလက်ခံနိုင်တဲ့ပမာဏကိုသူကိုယ်တိုင်ကြီးညာရမယ်ဘာလို့ကျွန်တော်ဒီ platform တွေအကုန်လုံးကတရားစွဲဆိုလို့ရတဲ့ platform တွေတခုခုတရားစွဲဆိုလိုက်ပြီဆိုရင်ကျွန်တော်တို့ကအလုံးဝလုပ်ငန်းရပ်သွားတဲ့ဟာမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီခါကိုမထိအောင် run ရတာပေါ့ legal ဘိုင်းကအစအဲ့တော့ပြောချင်တာကဘာဆိုကျွန်တော်တို့ရဲ့ဒီ M ဘိုင်းဒီယူရတာဒီ percentage နည်းနည်းလေးပဲရပါလိမ့်စီကျွန်တော်ကျင့်တတ်တယ်ကျွန်တော်ဆုံးရှုံးအနည်းဆုံးဖြစ်ချင်တယ်ရတယ်ဒါလည်းရတယ်ဟုတ်ကျွန်တော်ကတော့ aggressive မှကြိုက်တယ်ရတယ်ဒါလည်းရွေးချယ်ကိုပါကိုဒါပေမဲ့အရာအလုံးဟာကျွန်တော်ပြောထားတဲ့ risk management เนาะခုနကျွန်တော်ပြောတဲ့ risk control as professional trading ဒါတွေနဲ့ပဲ run တာဖြစ်တဲ့အတွက်ရည်ရွယ်ချက်ကတော့ပုံမှန်လေးကျွန်တော်တို့เนาะ percentage အများကြီးဆိုတာထက်ကိုပုံမှန်လေး run နိုင်တဲ့ဒီ earning buy ကိုကျွန်တော်တို့သွားဖို့ရည်ရွယ်တာဖြစ်တယ်เนาะနံပါတ်3ချက်ကကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ compound okay compound ဆိုတာအပိုင်းလေးကျွန်တော်ရှင်းပြချင်တယ်အဲ့တော့ compound လို့ပြောရင်ကျွန်တော်ဟိုကြီးကအမေရိကကျွန်တော်ညီမလေးအရင်အလုပ်လုပ်ဖို့တဲ့ညီမလေးတယောက်ကိုကျွန်တော်ရှင်းပြဆရာပိုင်းကြီးတဲ့ကျမတို့တဲ့9နှစ်10နှစ်တင်မပြောနေတော့ကျမတို့မလုပ်ချင်တော့ဘူးတဲ့မှန်တယ်သူပြောရလည်းမမှားဘူးကျွန်တော်ပတ်ဝန်းကျင်မှာဒီဒီ scam platform တွေအကုန်လုံးဟာဟလာ compound တွေဟာ10နှစ်ထားရင်ဘယ်နှစ်နှစ်ထားရင်ဆိုပြီးပြောကြတာပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်လေးဟိုသတိပေးခြင်းတယ် compound ကမှားတာမဟုတ်ဘူး scam platform တွေက compound ဆိုတဲ့စကားလုံးယူသုံးတာဒါလေးကိုသတိချက်စေချင်တယ်
compound ဆိုတဲ့ strategy ကမှားနေရမဟုတ်ဘူး compound ဆိုတဲ့အဓိပ္ပာယ်ကကိုယ့်ရဲ့ငွေကြေးကိုအချိန်တစ်ခုအောက်မှာပုံမှန်လေးလှုပ်သွားမယ်ဆိုရင်တိုးပွားနိုင်တယ်တကယ်ကို decompounding ဆိုတဲ့ရလဒ်ကတကယ်ရှိတယ်တကယ်ရှိတယ်ဒါပေမဲ့လူတွေက decompounding ဆိုတဲ့ရလဒ်ကိုမခံစားရခြင်းအကြောင်းရင်းဟာစိတ်မရှိဘူးပုံမှန်မလုပ်ဘူးအချိန်တစ်ခုကိုမပေးနိုင်ဘူးဒီနေ့ကျွန်တော်တို့သိနေတဲ့ Warren Buffett တို့ဘာလို့ဟလာဒါဒီနေ့ Albert Einstein တော့ပြောနေတာပဲလေ compound ဆိုတာတကယ်ရှိတယ် compound ဆိုတာတကယ်ထူးခြားတဲ့အရာတစ်ခုဒီနေ့ကမ္ဘာပေါ်မှာချမ်းသာတဲ့ငွေရှင်ကြီးရှင်တွေအကုန်လုံးဟာ compounding profit ကပဲလူတွေရဲ့နံပါတ်တွေချမ်းသာကြွယ်ဝမှုတွေကနံပါတ်တွေတိုးလာတာ compound ကြောင့်ပဲcompound ကမမှားဘူး scam company တွေက compound ဆိုတဲ့စကားလုံးကိုယူသုံးတာဒီနေရာမှာ compound လုပ်ချင်တယ်လို့ပြောရင်ကျွန်တော်တို့ကဘယ်သူတွေနဲ့ချိတ်ဆက်ပြီးလဲဆိုတော့ Switzerland fan နဲ့ကျွန်တော်တို့ချိတ်ပါတယ်နောက်ထပ် fan တွေလည်းအများကြီးရှိတယ် Switzerland ဆိုတာဒီ financial market မှာရှေ့ကိုရောက်ပြီးသားနိုင်ငံတွေကတစ်ခုပေါ့နော်အဲ့တော့သူတို့က highly regulated country ဖြစ်တယ်တခြားကျွန်တော်တို့ UK တို့တခြားကျွန်တော်တို့ Hong Kong တို့မှာရှိတဲ့ fan တွေလည်းကျွန်တော်မိတ်ဆက်ပေးတယ်အဓိက asset management ကိုတကယ် license ကင်ပြီးတော့အမှားအယွင်းအနည်းဆုံး risk အနည်းဆုံးစီမံခန့်ခွဲတဲ့ license ရပြီးသား highly regulated country တွေမှာ license ရပြီးသား fan တွေနဲ့ပဲကျွန်တော်တို့ကချိတ်ဆက်ပြီးတော့လုပ်ကင်စေတယ်ဒါကျွန်တော်တို့ရဲ့အဓိက service ဖြစ်ပါတယ် okay အဲ့တော့ဒါကျွန်တော်တို့ဘာလုပ်တာလဲလို့ကျွန်တော်ရှင်းပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒုတိယဘိုင်းလေးကိုကျွန်တော်မပြောခင်မှာကျွန်တော်ရဲ့လုပ်ငန်းဟာအဲ့ဒီလုပ်ငန်းဆောင်တာ၃ခုကိုဝန်ဆောင်မှုပေးတဲ့ platform ဖြစ်ပါတယ်အဲ့လို platform ဒီ MLM နဲ့မသွားဘူးကျွန်တော်တို့က affiliate နဲ့သွားတယ်insurance model နဲ့သွားတယ်။ဘာလို့လဲ MLM model နဲ့သွားရင်ကျွန်တော် license ရမယ့်ကိစ္စတွေမှာအခက်အခဲရှိတယ်။မှတ်ပုံတင်ရတဲ့ကိစ္စတွေမှာအခက်အခဲရှိတယ်။ MLM ကလည်းပဲနည်းနည်းလေးအခုချိန်မှာreputation down နေရဖြစ်တော့ကျွန်တော် MLM ဘက်ကိုမလှည့်ချင်ဘူး။ဒါပေမဲ့ conversation plan ဒီ fair ဖြစ်တယ်။ဒါတွေကကျွန်တော်တို့မှရှင်းပြမယ်ပေါ့နော်။အခုဒီနေ့ရှင်းပြနေတာ member ခေါ်နေတဲ့ဟာလည်းမဟုတ်ဘူး။ဒီနေ့ကျွန်တော်ရှင်းပြတာကဒီလိုမျိုးလုပ်ငန်းဆောင်တာမျိုးကိုကျွန်တော်တို့ကinvestment community တခုကျွန်တော်တို့ထောင်ဖို့ရှိတယ်ကျွန်တော်အဲ့ဒီအပိုင်းလေးကိုရှင်းပြချင်တယ်နော်မိနစ်20လောက်ကြာမယ်အဲ့တော့မိနစ်20ထက်ကြာမဲ့ကိစ္စကိုမသွားခင်မှာအခုကျွန်တော်ရှင်းပြသလောက်အထိပေါ့နော်ကျွန်တော်တို့အခုရှင်းပြတဲ့အထိနားမလည်တာပါရှိလဲဆိုတော့ကျွန်တော်မေးချင်တယ်မေးလို့ရတယ်ကျွန်တော် control မလုပ်ထားဘူးဖွင့်ပြီးမေးလို့ရတယ်အဲ့ဒီအပိုင်းလေးကျွန်တော်အရင်မေးပါအခုကျွန်တော်ရှင်းပြထားတဲ့အထိပေါ့နားမလည်ဘူးဆိုရင်ပါရှိလဲမေးပါโอเคမေးစရာမရှိကျွန်တော်ဆက်ပြောပါမယ်โอเคဒီအပိုင်းလေးကျွန်တော်တို့က blockchain ဆိုတဲ့နည်းပညာပေါ်မှာအခြေခံပြီး run တယ်အရင်ဒါဒီအပိုင်းနည်းနည်းအရေးကြီးရယ်နော်ဒီနေ့ meeting မှာအခုကျွန်တော်ရှင်းပြမယ်ဒုတိယအပိုင်းကတိတ်အရေးကြီးတယ်ပထမအပိုင်းက concept တွေပြောတာပေါ့အခုဒုတိယအပိုင်းကကြာလုပ်ငန်းဆောင်တာကိုဘယ်လိုလုပ်တယ်လဲကျွန်တော်ရှင်းပြချင်တယ်ကျွန်တော်တို့အခုလူတွေကိုပေါ့ကျွန်တော်ကဘလောက်ပဲဟာဒါခိုင်မာတယ်မင်းတို့ငွေကဟာတယောက်ရှိမှသွားထည့်တာမျိုးကုမ္ပဏီတစ်ခုခုမှသွားထည့်တာမျိုးမဟုတ်ဘူးတကယ်ကို highly regulated countries မှာတကယ် regulation ကိုလိုက်နာတော့သဘောကဗျာခင်ဗျားတို့နားလည်မပြောရင်တော့အပေါင်ဒီအလုပ်လုပ်မယ်ဆိုမင်းပတ်စံအပေါင်တင်ထားလို့ပြောတာအဲ့လိုလုပ်ငန်းမျိုးတွေဖြစ်တဲ့အတွက်အစိုးရကနောက်ခံတာဝန်ခံထားတယ်ပေါ့ဒီလိုပဲတည့်ပြောလိုက်တော့မယ်နော်စကားကြီးအလှမစင်တော့အဲ့လိုမျိုးလုပ်ငန်းမျိုးအဲ့ဒီလိုမျိုးအာမခံချက်တေချာခိုင်မာတဲ့ fan တွေမှာငွေသွားထည့်ထားရင်ကျင်းတွေပါ assurance ရှိတယ် assurance ဆိုတာခိုင်မာတေချာမှုရှိတယ်နော်ခိုင်မာသေးချာမှုရှိဒါပေမဲ့ကျွန်တော်ကဗာလဲစိတ်ရှည်ရမယ်ဘာလို့လဲအဲ့ဒီ fan တွေကဒီလထည့်တယ်နောက်လထုတ်မယ်ဒီ3လထည့်မယ်နောက်3လထုတ်မယ်ဆိုတော့လုပ်ငန်းစဉ်မျိုးကိုခွင့်မပြုဘူးမလုပ်ဘူးသူတို့ရှိမှအနည်းဆုံး9နှစ်တန်ဒီ10နှစ်တန်ဒီတွားကြတယ်အဲ့တော့ဘလောက်ပဲကောင်းကောင်းလူကလည်းသိရတဲ့အတိုင်းပဲကျွန်တော်ရဲ့ဈေးကွက်ကိုကလည်းကျွန်တော်ပြန်ကြည့်တယ်ကျွန်တော်တစ်ဖက်ဆွံ့ရောက်လို့မရဘူးကျွန်တော်တို့ကဟာတစ်ဖက်မှာခိုင်မာတယ်မှန်ကန်တယ်ဒါတွေပဲထိုင်ပြောနေလို့လည်းမရအောင်ကိုယ့်ဈေးကွက်ကဘာလို့လဲဆိုတော့လည်းကျွန်တော်မေ့လို့မရအောင်ကျွန်တော်ရဲ့ဈေးကွက်က ARD band တို့ KBZ band တို့သဘောကအဲ့လိုမျိုး band တွေ insurance company တွေမဟုတ်နေဘူးခင်ဗျားတို့လိုကိုယ့်ဘာကူစိတ်ဝင်စားနေတဲ့သူတွေဟုတ်တယ်နော်ဒီလူတွေအကုန်လုံးကဘယ်လိုသဘောတရားလဲဆိုတော့ဒေါ်လာတစ်သန်း
3000ထည့်တဲ့လူနဲ့မနေ့ကပြောတဲ့စကားကိုကျွန်တော်ပြန်ပြောမယ်3000ထည့်တဲ့သူကမေးတဲ့မေးခွန်းဟာဘယ်လောက်ရာခိုင်နှုန်းရမှာလဲလို့ဘယ်တော့မှအရင်စမမေးဘူး3000ထည့်မယ်ဆိုတဲ့လူကစမေးတဲ့မေးခွန်းက3000ဘယ်လိုစီမံခန့်ခွဲမှာလဲလို့အရင်မေးတာသိန်း100ထဲမဲ့လူ maybe 10သိန်းထဲမဲ့လူကြတော့စမေးတဲ့မေးခွန်းကငါဘယ်လောက်ရမှာလဲလို့စမေးတာ right အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်တို့ဟာကျွန်တော်ရဲ့အဓိကဈေးကွက်ကြီးဟာခုနပြောတဲ့10သိန်းထဲမဲ့အုပ်စုတွေဖြစ်နေတာသိန်း100ပဲထဲမဲ့အုပ်စုတွေဖြစ်နေတာဟုတ်တယ်နော်ဒီအုပ်စုတွေကို target ထားတယ်ဘာလို့ကျွန်တော်တို့အဲ့ဒီအုပ်စုတွေ target ထားလဲရှင်းပြမယ်နှစ်ခုပထမတစ်ချက်ဒီအုပ်စုတွေကသူတို့မြင်ချင်တာမြင်ရမယ်သူတို့ယုံကြည်စိတ်ချပြီလို့ပြောရင်ဒေါ်လာ1000လားချက်ချင်းဆုံးဖြတ်ပြီးတော့လုပ်တယ်ခုနပြောတဲ့ ARD band တို့ခုနကျွန်တော်ပြောတဲ့ဟလာ KBZ band တို့ကျွန်တော် proposal တွေသွားတင်မယ်ဒေါ်လာတန်းနဲ့ချီချက်ခိုင်းမယ်လို့ပြောသူက this and that 3လကြာရင်ကြာမယ်6လကြာရင်ကြာမယ်ကြာချင်းကြာမယ်လှုပ်ချင်လှုပ်မယ်မလှုပ်ချင်မလှုပ်ဘူးကျွန်တော်တို့ရွေးချယ်ခြင်းမှရွေးချယ်မယ်ကျွန်တော်ကအခုမှ company အသက်ဆိုတော့ဒီလိုမျိုးစဉ်းစားမယ်ပေါ့ကျွန်တော်တို့က market opportunity ကဒီ retail market ကိုကျွန်တော်တို့ကပွင့်လင်းမြင်သာမှုပြနိုင်မယ်ခိုင်မာမှုတိစောက်ပြနိုင်မယ်လို့ပြောရင်ဒီ retail market က1000လာလို့တယ်လူ1000က1000ဆိုရင်ပဲဘယ်လောက်ဖြစ်သွားပြီလဲ1 billion 100 million ဖြစ်သွားပြီဒီလိုလာတာဒီ retail market က powerful အရင် powerful ဖြစ်တယ်ဒီမှာရှိတဲ့လူတယောက်ဖြစ်စီတိုင်းอ่ะဒါကိုကျွန်တော်တို့က map တယ်ဒါကိုလည်းသိတယ်ဒီအတွက်ကျွန်တော်တို့ကဟာရွှေရင်အေးတရားတွေပဲဟောပြီးတော့ဘလောက်ခိုင်မာကြောင်းတွေပဲပြောရင်ဒီလူတွေကခိုင်မာတော့သိတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့လောက်တော့အချိန်ကြာကြီးမလုပ်ချင်ဘူးရှိမယ်အဲ့အတွက်ကျွန်တော်တို့က indirectly membership နဲ့သွားတယ်ကျွန်တော်ရဲ့ membership ဒီ3နှစ် membership ဖြစ်တယ်အဲ့ဒီ3နှစ် membership ကတနည်းအားဖြင့်ဘာတွေရလဲဆိုတဲ့ခံစား권တွေရှိတဲ့အပြင်ကိုဒီ3နှစ်ပြီးရဲ့အချိန်မှာပြင်ရတဲ့ခံစားမှုဒီကျွန်တော်တို့ကပေးတာမဟုတ်ဘူး direct fan ကပေးတာဒီလိုပုံစံလေးနဲ့ကျွန်တော်တို့ membership ကိုကျွန်တော်တို့တိစောက်တယ်ပေါ့နော် okay အဲ့တော့ဆက်စချင်းပြောတဲ့တချို့အခုမှနားထောင်တဲ့သူတွေကအရင်နားရှုပ်သွားမှဆိုလို့ကျွန်တော်အရင်technical စကားလုံးတွေမသုံးချင်ဘူးเนาะအရင်တိကျရှင်းဒါကြောင့်ကျွန်တော်ဘန်ကောက်ခီးစဉ်ခေါ်ရဲဆိုတော့ဒါကြောင့်ဘာ promotion မှပေးနေရမဟုတ်ဘူးနားလည်မှုမလွယ်နဲ့တချို့ကထင်တယ်ဟာပတ်စံထဲခီးစဉ်လိုက် no sorry sorry အဲ့ရွေးချက်တခုမှမရှိဘူး okay အဓိကကျွန်တော်ရှင်းပြခြင်းတယ်เนาะအဲ့လိုသဘောတရားအဲ့တော့ကျွန်တော်ဒီနေရာမှာနည်းနည်းအတူချုပ်ပြောမယ်အချိန်အားဖြင့်ငဲ့ကွက်တော့အားဖြင့်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုဒီလိုမျိုး platform မှာကျွန်တော် membership 3ခုသွားတယ်တခုက$49နဲ့သွားတယ်မဆော့လူတိုင်းကဒေါ်လာ1000စနိုင်ချင်မှစနိုင်မယ်လीနော်အဲ့တော့49နဲ့စချင်တဲ့သူကစလို့ရတယ်ဒါပေမဲ့$49ကကြာတော့နှစ်စဉ် membership fee ပေးရတယ်49ဒီ financial return လို့ခေါ်ရဲပြန်ပြီးအကျိုးမြတ်ရတဲ့ကိစ္စလုံးဝမရှိဘူးဒါ49ပဲဖြစ်နေလို့ starter လို့ခေါ်တယ်ကျွန်တော်တို့ကစတဲ့သူပေါ့ဒါပေမဲ့ तू ကဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်ခုနပြောတဲ့ tutorials တွေ landing လုပ်ချင်တာတွေလေ့လာလို့ရတယ်နောက်ပြီးရင် तू ကကျွန်တော်တို့ခုနပြောနေတဲ့ N ဆိုတဲ့အပိုင်းမှာ trading management အပိုင်းတော့ဝင် join လို့ရတယ်တပတ်ဒေါ်လာ49ကျပ်နဲ့ဝင်ပြီးတော့ဒေါ်လာ1000ထည့်မယ်1000ထည့်မယ်ရတဲ့အမြတ်ပေါ်မှာခွဲမယ်ဘယ်သူနဲ့ခွဲမှာလဲ platform နဲ့ခွဲမှာပေါ့50-50အဲ့တော့49ကျပ်ဝင်တဲ့ကောင်ကစဉ်းစားမယ်ဟာငါရဲ့အမြတ်တွေကိုတဝက်တောင်ခွဲပေးနေရတယ်ငါအကျိုးမြတ်ကလည်းဒီလောက်ပဲရတယ်ဒါဆိုရင်ငါ1000ကိုငါ upgrade လုပ်ရင်ကောင်းမလား1000 upgrade လုပ်လိုက်ပြီဆိုတာ ਨੇ သူ့ရဲ့အကျိုးမြတ်ကဒီမှာ35မဟုတ်30ဖြစ်မှာကျွန်တော်တို့ပြင်ပြရအောင်မယ်အဲ့တော့30ပေါ့30ဆို20ရော့သွားတယ်30ပဲပေးရတော့မယ်တိုက်တယ်လေဈေးကွက်ထဲမှာလည်းပုံမှန်30 70သွားကြတယ် trading management က copy trading လည်းဒီတိုင်းပဲဒါပေမဲ့ဘာကွာသွားလဲဆိုတော့3နှစ် membership ပြီးတဲ့အချိန်မှာခုနကကျွန်တော်ပြောတဲ့ Switzerland fan နဲ့ချိတ်ထားတဲ့အတွက် Switzerland fan ကနေပြီးတော့အဲ့ဒီ NFT member ကို direct 30 times အစ30 30 times အဲ့တော့ဒေါ်လာ1000တော့မှဒေါ်လာ3000 3နှစ်ပြည့်ရဲ့အချိန်မှာသူ့ရဲ့ wallet ထဲကို direct ရောက်တယ်ကျွန်တော်ထပ်ဖြည့်ပြောမယ်အဲ့ဒီမှာကျွန်တော်ခုနပြောသွားရလေ blockchain နဲ့သွားတယ် decentralized သွားတယ်ဆိုတော့ MLM နဲ့ပဲသွားဘယ် company MLM company အများစုပဲကြီးကြီးဘာဒီ affiliate marketing company ပဲကြီးကြီး commission ပေးပြီလို့ပြောရင် commission တီတစ်ပတ်တစ်ချိန်ပေးတာတို့เนาะတစ်လတစ်ချိန်မှပေးတာတို့ရှိတယ်လေ sorry ကျွန်တော်ဒီမှာ blockchain ကသွားထားတယ် smart contract နဲ့သွားတယ်အဲ့အတွက်ဆိုကြပါစို့ A to Z ကိုကျွန်တော်တို့က coding နဲ့တခါလဲထည့်ပြီး run ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာဒီမှာနော်3နှစ်ပြည့်ပြီနော်မနေ့ပြန်3နှစ်ပြည့်ပြီနော်သဘောကကိုပိုင်ကြီးလာလုပ်เสียမလို့ automatic register လုပ်ထည့်ရကိုယ့်ရဲ့ wallet ကိုယ့်ရဲ့ crypto wallet ကို register လုပ်ထားရတယ်
အဲ့ဒါကို NFT နဲ့မိုးထားတယ်ကျွန်တော်တို့ဒီဒါကြောင့် technically ရှင်းပြတာပေါ့အသေးစိတ်ကတော့ကျွန်တော်ထပ်ရှင်းပြမယ်ပညာပေးမယ်နော်သင်တန်းလည်းပေးပါမယ်ဒါတွေနားလည်ဖို့စိုးရင်စရာမရှိဘူးဒါပေမဲ့ဘယ်လိုသွားလဲဆိုတော့ရှင်းပြတာအဲ့အတွက်30 times ဆိုတော့$3000ဒီကျွန်တော်တို့ရှီကလာမှာလည်းမဟုတ်ဘူးကျွန်တော်တို့ကအာမခံပြီးပေးမှာလည်းမဟုတ်ဘူးဒီ fan ကမိတ်ဆွေတို့ကိုစဝယ်ကြတဲ့က digital certificate ထုတ်ပေးထားတယ်အဲ့ digital certificate ကအာမခံချက်အပြည့်ရှိသော certificate ဖြစ်တယ်သူတို့ရဲ့ logo နဲ့သူတို့ license sign နေနဲ့အဲ့တော့ဆိုလိုချင်တာအဲ့ဒီအတွက်ဒီ3000ဒီ mystery ရဲ့ wallet address ထဲကို3နှစ်အတိပြည့်တဲ့အချိန်မှာ automatic ရောက်တယ်အဲ့ဒါဒီ smart contract နဲ့ run တာဖြစ်တဲ့အတွက်ဘယ်သူရှိရမှလည်းနှက်တောင်းစရာမလိုဘူးဘယ်သူရှိရမှလည်းမရလို့ထိုင်ဘူးနေစရာမလိုဘူး automatic ကိုယ့်ရဲ့ wallet ထဲကိုရောက်တယ် commission structure အကုန်လုံးကလည်း blockchain နဲ့ run တာဖြစ်တဲ့အတွက်အခုလူတစ်ယောက်ကိုကျွန်တော်မိတ်ဆက်တယ်လူတစ်ယောက်က NFT ဝယ်လိုက်တယ်ကျွန်တော် commission ရရင်သူအခုပတ်စံထဲ NFT ဝယ်တာနဲ့ second ပိုင်းနဲ့ minute ပိုင်းအတွင်းမှာ commission က direct ရတယ်ဘာမှ commission တစ်ပတ်ဟိုတာတစ်လဟိုတာလုံးဝမရှိဘူး on the spot ပေးတယ် real time မှာပေးတယ် commission အဲ့တော့ဒါကကျွန်တော်တို့အခု business ကို modeling တိစောက်ထားတာပေါ့အဲ့တော့ကျွန်တော်အခုနည်းနည်းလေးဟိုအသေးစိတ်လေးပြောရင်ခေါင်းမူသွားမယ်အဲ့တော့ကျွန်တော်အဓိကအနှစ်အပိုင်းလေးကိုပြောချင်တယ်နော်ဒီ structure ကြီးပဲနောက်တော့ကျွန်တော်ဆက်ရှင်းပြမယ်အနှစ်အပိုင်းကဘာလဲဆိုတော့ဒီလိုလုပ်ငန်းဆောင်တာကိုကျွန်တော်တို့ကလှုပ်ဖို့အတွက်ပွင့်လင်းပြောမယ်ဆိုရင်ကျွန်တော်တို့က8လလောက်ရှိပြီစနေတာကျွန်တော် halfway ရောက်နေ half ဆိုလမ်းတစ်ဝက်ရောက်နေပြီကျွန်တော် March အကုန်နဲ့ April မှာကျွန်တော်တို့က officially မိတ်ဆက်မယ်ဘယ်သူ့ကိုပဲလဲကျွန်တော်ရဲ့ pre market ကိုအရင်မိတ်ဆက်မယ်ရှစ်နှစ်ကျွန်တော်တို့ June July မှာကျွန်တော်တို့ဈေးကွက်စမယ်ရှစ်နှစ်မဟုတ်ဘူး sorry ဒီနှစ်မှားနေတာ2025ပြင်ရောက်နေလို့2026ပဲပြောတာ2026 April မှာကျွန်တော်တို့ကဒီကိုယ့်ရဲ့အခုဒီ inner cycle ကိုကျွန်တော်မိတ်ဆက်မယ် pre market ပေါ့ပြီးရင်ကျွန်တော်တို့ဒီ June July မှာကျွန်တော်တို့က market 3 to 4 countries ကိုကျွန်တော်မိတ်ဆက်မယ်ဒီနှစ် December မှာကျွန်တော်က soft launch လုပ်မယ် opening လူအယောက်2000လောက်နဲ့ကျွန်တော် target ကဒီနှစ်မှာလူ2000ကျွန်တော်တို့မှန်းထားတယ်အဲ့တော့ပြောချင်တာကအဲ့ဒီလိုမျိုးသွားတဲ့အချိန်မှာကျွန်တော်တို့က founding club ဆိုပြီးကျွန်တော်တို့ထောင်ဖို့ရည်ရွယ်တယ်ဒီ concept ကတိတ်အရေးကြီးတယ်ကျွန်တော်ရှင်းပြမယ်နော်7 minutes ဆိုပြီးဟုတ်လား okay 7 minutes 15 minutes အချိန်ပေးအောင်နော်အခုဒီမှာရှိတဲ့လူချင်းမင်းတွေဟိုလူရှိမှသွားထည့်လိုက်ဒီလူရှိမှသွားထည့်လိုက်ဟိုကုမ္ပဏီမှာထည့်လိုက်ဒီကုမ္ပဏီထည့်လိုက်အခု10နှစ်15နှစ်အတွင်းလဲပတ်လာတဲ့ကိစ္စမှာဟိုမှာရတယ်ဒီမှာကုမ္ပဏီဟိုမှာရတယ်ဒီမှာကုမ္ပဏီနဲ့လဲနေတာပေါ့နော်ကျွန်တော်ရဲ့အတွေးခေါ်ကကျွန်တော်လည်းအဲ့လိုမျိုးလဲခဲ့တာလေပါခဲ့တာကျွန်တော်တို့လည်းဒီလိုပဲဖြစ်ခဲ့တာပဲအဲ့တော့ကျွန်တော်စဉ်းစားရ philosophy ကကျွန်တော်အတွေးခေါ်ကကျွန်တော်ပတ်ဝန်းကျင်မှာလူ100လောက်ကသို့မဟုတ်လူ10ယောက်လောက်ကနော်အလုပ်တစ်ခုကိုတူတူလုပ်ကြမယ်အဲ့အလုပ်တစ်ခုရဲ့အောင်မြင်ကြီးထွားမှုကို10ယောက်စလုံးကခံစားပိုင်ခွင့်ရှိတယ်အလုပ်တစ်ခုအောင်မြင်နောက်အလုပ်တစ်ခုထပ်လုပ်တယ်ဒီ10ယောက်နဲ့ပဲဒီနံပါတ်2အလုပ်အောင်မြင်နံပါတ်3ထပ်လုပ်တယ်ဒီ10ယောက်နဲ့ပဲဒီ10ယောက်ကမီလီယံနာဖြစ်လာတယ်ဆိုပါဆိုဥပမာပြောတာကျွန်တော်ဘာအလုပ်ပဲကျွန်တော်တို့လုပ်ကျွန်တော်ကတခြား funding ရှာစရာမလိုဒီကိုယ့်ရဲ့အင်းသားမှာရှိတဲ့ community ဒီ millionaire community က strong ဖြစ်လာသမျှကာလပတ်လုံးကျွန်တော်ရဲ့လုပ်ငန်းတွေကထပ်ဆင့်ကဲအောင်မြင်နိုင်တယ်ယုံကြည်မှုနဲ့ trust နဲ့တည်ဆောက်မှုခိုင်မာမှုဟာဒီလိုမျိုးတပေါင်းတစ်စည်းတည်းကျွန်တော်တို့က investor ခွန်ရက်တစ်ခုကိုတည်ဆောက်နိုင်မယ်ဆိုရင်ကြီးမားတဲ့အောင်မြင်မှုကိုတည်ဆောက်နိုင်မယ်အခုလူတွေကကျွန်တော်အကုန်လုံးမတော်နေဘူးကျွန်တော်တော်တာတစ်ခုလူတစ်ယောက်ကတော်တာတစ်ခုမြန်မာပြည်မှာဒါပေမဲ့အဲ့လူတွေကတော့ပေါင်းလုပ်ပါလို့ပြောရင်ပေါင်းမလုပ်ချင်ဘူး personally တွေပါကြတယ်အောင်မျိုးပိုင်ဖြစ်နေလို့သဘောကနော်ဘယ်သူဖြစ်နေလို့ဒီလိုသဘောလေးတွေပါကြတယ်ကျွန်တော်ပြောချင်တာကအဲ့ဒီဟာမျိုးဆိုရင်ဘယ်သူမှမအောင်မြင်တော့ဒါကြောင့်ကျွန်တော်မြန်မာတွေနှောင့်နှေးနေတာနောက်ကျနေတာကျွန်တော်ကဒီနေ့ဒီမှာရှိတဲ့သူတွေကိုပေးချင်တဲ့ message ကကျွန်တော်နည်းနည်းစုလိုက်ရအောင်ကျွန်တော် community ခုတည်ဆောက်ရအောင်ဒီ community ဟာဘာအတွက်ရည်ရွယ်တာလဲဆိုတော့ grow together တူတူကြီးထွားမယ်တူတူမျှဝေမယ်ပြီးရင်လက်ဆင့်ကမ်းမယ်အဲ့အတွက်ကျွန်တော်တို့က business အရာပြောရင်လေဒီ grow ace က fintech ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီအခုဘူလာလောက်တဲ့အလုပ်ကိုအောင်မြင်အောင်လုပ်ပြနိုင်ပြီလူဦးရေအားဖြင့်ကျွန်တော်တို့က user 1 million ကို9နှစ်မှာရပြီလို့ပြောတာ ਨੇ next step ဒီ
သိကြတယ်ဒီနေ့ကျွန်တော်တို့အလုပ်လုပ်နေတဲ့ fintech ban လားချက်ချင်းကောက်ထောင်လို့ရတယ် user 1 million ရှိတဲ့အတွက် crypto exchange ထောင်မလား1 million user ရှိတဲ့ချက်ချင်းထောင်လို့ရတယ်ပြောချင်တဲ့အဓိပ္ပာယ်ကဘာလဲကြီးထွားဖို့လိုတယ်ဒီအတွက်ကျွန်တော်က founding club တစ်ခုကိုတော့တည်ထောင်မယ်လို့စဉ်းစားတယ်ဒီနေရာမှာလူတွေကိုလာပါ founding club လို့ကျွန်တော်မခေါ်ချင်ဘူးကျွန်တော်သေချာရှင်းပြချင်တယ်တကယ်ကို concept ကိုမိတယ်တကယ်လဲကျွန်တော်တို့ကလက်ခံနိုင်တယ်တကယ်လဲကျွန်တော်တို့နားလေတယ် okay grow together လဲလှုပ်ချင်တယ်လို့ပြောရင်ခံမယ်ဝင်ခဲ့ပါ okay ကျွန်တော်တို့ကိုယ်တိုင်အခု technology development လုပ်နေတာလမ်းတစ်ဝက်ရောက်နေပြီဘယ်သူပါမပါ platform ကပြီးသွားမှာဒီအခု founding club ငွေကဘာမှသုံးမှုလဲကျွန်တော်ရှင်းပြမယ်ကျွန်တော်တို့ဟာ marketing လုပ်လို့ရှိရင်တချို့လုပ်ငန်းတွေကတုတ်တီလုပ်တယ်ကျွန်တော် philosophy ကကျွန်တော် marketing philosophy ကရှင်းတယ်ဘာလို့မှတုတ်တီမလုပ်ဘူး bull marketing လို့ခေါ်တယ်စတဲ့ရပ်ပေါင်း90နဲ့180အတွင်းမှာ ban ဆိုလောက်အောင်မှာတက်သွားအောင်လို့အဲ့အတွက်ကျွန်တော်က marketing budget ကိုကျွန်တော်တို့ကလိုတယ်ဒီအတွက်ကျွန်တော်တို့ကဘာလုပ်တာလဲ founder club ကိုထောင်ပြီးတော့ marketing budget နဲ့ distribution ကိုကျွန်တော်တို့ကသုံးဖို့အတွက် founding club ကိုထောင်တယ် okay founding club ကိုကျွန်တော်တို့ကလူလို့မသတ်မှတ်ဘူး unit နဲ့သတ်မှတ်တယ်1 unit ကဒေါ်လာ9000အဲ့ဒါကိုကျွန်တော်တို့က100 unit ရောင်းဖို့ဆုံးဖြတ်တယ်အဲ့တော့ကျွန်တော်ဒေါ်လာ9သိန်းကို fundraise လုပ်မယ်လို့ပြောချင်တာ fundraise ဆိုတာငွေလုံးငွေရင်းမတည်မယ်လို့ပြောတာဒေါ်လာ9သိန်းအဲ့ဆိုဒီဒေါ်လာ9သိန်းကိုကျွန်တော်တို့ကဘယ်လိုစီမံခန့်ခွဲသလဲဒီဒေါ်လာ9000တ unit ထည့်တဲ့သူတွေကဘာရမှာလဲဆိုတဲ့မိကုန်းကိုကျွန်တော်အခုပြောပြမယ်နောက် slide မှာအဲ့တော့ပထမဆုံးကျွန်တော်ရှင်းပြချင်တာကဝင်ငွေအမျိုးအစား3ခုရှိတယ်ဒီ unit တစ်ခုဒေါ်လာ9000 unit တစ်ခုဝယ်တဲ့သူတွေဟာဝင်ငွေအမျိုးအစား3ခုရှိတယ်ပထမတစ်ခုကဘာလဲဆိုရင် passive လို့ခေါ်တယ် passive ဆိုတဲ့သဘောကဒီလုပ်ငန်းတိုးတက်တာကြီးထွားတာအောင်မြင်တာအလုပ်လုပ်နေတာလှုပ်ရှားနေတာခဏရက်တက်နေတာအဲ့အခြေအနေတွေအားလုံးနဲ့မသက်ဆိုင်နံပါတ်1ဝင်ငွေရလုပ်ငန်းရက်နေတာဖြစ်ဖြစ်နှေးနေတာဖြစ်ဖြစ်အောင်မြင်သွားတာဖြစ်ဖြစ်အဲ့ဒီရတဲ့ဝင်ငွေတွေနဲ့လုံးဝမဆိုင်သေးဘူးနံပါတ်1ဝင်ငွေရဘယ်ရပြီးလဲကျွန်တော်ရှင်းပြမယ်ကျွန်တော်တို့မှာ1 unit ဒေါ်လာ9000တစုဝင်လာတိုင်း60% ဟာမှန်တာပေါ့ဒီအလုပ်ကိုကျွန်တော်တို့ကအောင်မြင်အောင်တိုးတက်အောင်ငွေကြေးလဲလိုအပ်တာဖြစ်တဲ့အတွက်စုစည်းတာဒီအတွက်ကျွန်တော်တို့ဒီ platform ကမသုံးလို့တော့မရဘူးသုံးရတယ် okay သုံးနေဆိုတဲ့အချိန်မှာကျွန်တော်60%သုံးတယ်ဘယ်လောက်လဲရာခိုင်နှုန်း60အဲ့တော့ဒေါ်လာ9000ရဲ့ဒေါ်လာ3000တိုင်းသည် platform development အတွက်ကိုသွားတယ်ဒီလုပ်ငန်းဖွံ့ဖြိုးဖို့လုပ်ကင်ဆောင်ရွက်မဲ့ကိစ္စတွေကိုသွားတယ် channel 40% ဖြစ်တဲ့ဒေါ်လာ2000သည်ကျွန်တော်တို့ platform က company က don't touch သွားမထိဘူးလုံးဝအဲ့ဒီ2000ကျွန်တော်တို့က safety fund ထောင်ပေးထားတယ်ဘယ်သူတွေအတွက်လဲ club member တွေအတွက် founder club member တွေအတွက်လုံးဝသွားမထိဘူး40% อ่ะ safety fund လို့ခေါ်တယ်ဘာလို့လဲဒီ founding club ကငွေကိုမပြောက်ပြတ်သွားအောင် safety fund ကနေမှတိုးပွားအောင်ကျွန်တော်တို့ကစီမံတယ်အဲ့ဒီအတွက်ကျွန်တော်တို့က nematic income ကိုအဲ့ဒီလိုမျိုးခွဲထုတ်ထားတဲ့40%ကနေပြီးကျွန်တော်တို့က passive growth ကိုကျွန်တော်ကပေးတယ် monthly ဘယ်လိုပေးလဲကျွန်တော်ရှင်းပြမယ် unit ဝယ်တဲ့သူတွေကအချိန်တူမှာမဟုတ်ဘူးကျွန်တော်တို့ကဟာ unit 100ကိုဒီတစ်လပဲရောင်းမယ်နောက်တစ်လပဲရောင်းမယ်မဟုတ်ဘူး unit 100ကိုကျွန်တော် open ဖွင့်ထားတယ်100မပြည့်မချင်း100ပြည့်ပြီလို့ပြောနေ101လုံးဝမရှိဘူး001 unit ကနေ100 unit ပဲရှိတယ် grow X ကတစ်သက်လုံးအတွက်အဲ့တော့ကျွန်တော်တို့ unit 100ရဲ့ allocation ဟာ40%ဒေါ်လာ2သိန်းဟာဥပမာကျွန်တော် unit 100လုံးရောင်းခဲ့ရရင်ပေါ့ဒေါ်လာ2သိန်းဟာဒီ unit ဒီ founder club ရဲ့ safety fund နဲ့ကိုသွားတယ်အဲ့တော့ထပ်ပြောမယ်အိမ်မှာတချို့ကမေးမယ်ကျွန်တော်ကဘယ်လိုသိရမလဲအဲ့2သိန်းရှိလားမရှိလား that's why ကျွန်တော်တို့က transparency လို့ကျွန်တော်ရှေ့စကားပြောရစပြောတာအလုပ်တွေရဲ့ပြဿနာကပြောတဲ့အတိုင်းမဖြစ်ဘူးအဲ့တော့ကျွန်တော်တို့ကအဲ့ဒီဟာကိုတိဆောက်ပြမယ်လို့ပြောရင်နံပါတ်1 trust လို့ခေါ်တဲ့အရာအလွယ်တကူရနိုင်ပြီအဲ့အတွက်ကျွန်တော်တို့က unit 100 2သိန်းဆိုရင်2သိန်းဘယ်မှာရှိလဲမိတ်ဆွေတို့ကကျွန်တော်တို့ပေးတဲ့ link ကခောက်ကြည့်လိုက်တာနဲ့ရှိမယ်အဲ့ဒီရှိတဲ့ဥစ္စာသည်ပွင့်လင်းပြောမယ်ဆိုရင် blockchain ban လို့ဟာမျိုးမှာရှိတာကျွန်တော်ကအတူအယောင်တွေ fake တွေလုပ်ပြီးပြလို့မရအောင်
fake တွေလို့ပြလို့မရဘူးတကယ်ရှိလားမရှိလား blockchain နားလည်လူတယောက်ကထောက်ကြည့်လိုက်တာနဲ့အော်ဟုတ်တယ်ဒီမှာ TVL လောက်ထားတယ် total volume lock လောက်ထားတယ်တကယ်ရှိတယ်ပဲဆန်ဒါကိုပြောချင်တာအဲ့ဒီဟာကိုစီမံခန့်အဲ့တော့ခုနကျွန်တော်ပြောသလိုရာခိုင်နှုန်းဘယ်လောက်ရမှာလဲနံပါတ်1ဝင်ငွေရ range နဲ့ပြောရင်6 to 10% ဟာ minimum ရနိုင်တယ်ကျွန်တော်ပြောတာ minimum 6% လို့မပြောဘူး minimum 6 to 10% ဟာ minimum ရနိုင်တယ်ဘယ်လိုလုပ်လဲဒါကျွန်တော်တို့ trading team ကနေပြီးတော့ဒီ pool of fund ကိုကျွန်တော် manage လုပ်တယ်ရတဲ့ profit ကို20လောက်ရတာကိုကျွန်တော်ကဖြတ်ပြီး6%ပဲပေးမှာမဟုတ်ဘူးเนาะဘယ်လောက်မြက်လဲကိုလည်းမိတ်ဆွေတို့ကမျက်ဝါးထင်ထင်တွေ့ရမယ်ဒီ pool of fund ရနေဒီလဘယ်လောက်မြက်လဲဆိုမိတ်ဆွေတို့ကအကုန်တွေ့ရမယ် transparency အဖြစ်unit 100ရှိ unit 100နဲ့စားလိုက်တာနဲ့ဟာငါဒီလမှာ8%ရတယ်ဟာဒီလမှာ12%ရတယ်ဟာဒီလမှာတော့11%ရတယ်ဒါပေမဲ့ကျွန်တော်ကဘာစကားလုံးမသုံးဘူးလေ guarantee ဆိုတာမသုံး10% guarantee လို့လုံးဝမသုံးဒါပေမဲ့ကျွန်တော်တို့ range တစ်ခုကိုကျွန်တော်တို့ပေးတယ်6ကတော့အနည်းဆုံးဖြစ်နိုင်တယ်6 to 10က minimum အနည်းဆုံးဖြစ်နိုင်တယ်ဒီထက်ပိုကောင်းလဲပိုနိုင်တယ်အဲ့ဒါကိုကျွန်တော်ပြောတာကိုနားထောင်နေစရာမလိုဘူးဒေါ်လာ2သိန်းရှိလာလဲတွေ့ရမယ်2သိန်းရဲ့ fund ကို manage လုပ်ရတဲ့ profit ကိုလည်းခွဲဝေတာကိုတွေ့ရမယ် okay ဒါနံပါတ်1ဝင်ငွေနံပါတ်2ဝင်ငွေရကြတော့ဒီလုပ်ငန်းကြီးတစ်ခုလုံးရဲ့တိုးတက်ကြီးထွားလာတဲ့ပုံမှာရတဲ့ dividend ဖြစ်တယ်နံပါတ်2ဝင်ငွေကလုပ်ငန်းရဲ့ growth ပေါ်မှာမူတည်တယ်ဒီလုပ်ငန်း platform growing ဖြစ်လာတဲ့လောက်ကာလပတ်လုံးမှာ revenues လို့ခေါ်တဲ့ဝင်ငွေတွေစီးဝင်လာတဲ့အချိန်မှာကျွန်တော်တို့ founder club အတွက်ဖယ်ထုတ်ထားသော revenue ကနေပြီးတော့ဝင်တဲ့ဝင်ငွေပေါ့ဗျာ revenue ဆိုတာဝင်ငွေကိုပြောတာဝင်ငွေရဲ့60ရာခိုင်နှုန်းကိုကျွန်တော်တို့က3လတစ်ကြိမ်အစု share သဘောမျိုးထုတ်ပေးပြီးတော့ channel 40% ကိုခုနကပြောတဲ့ safety fund ကိုထပ်ထည့်တယ်ဘာဖြစ်လို့လဲဒီ2သိန်းလေးက2သိန်းကဒီတိုင်းပဲရှိနေရဆို2သိန်းပဲဖြစ်နေမှာလေအဲ့တော့ကျွန်တော်ရတဲ့ဒီ revenue ဝင်ငွေကရှိတဲ့ဝင်ငွေအကုန်လုံးကို3လတစ်ချိန်ခွဲပေးလိုက်လို့ရှိရင်လည်းရတာပဲရှိသွားတယ်အဲ့တော့ကျွန်တော်တို့ကအဲ့အတွက်ဘာလုပ်လဲစီမံခန့်ခွဲမှုက40 60ထပ်ခွဲတယ်ကျွန်တော်တို့ financial terms ရပြောရင် retain earning လို့ခေါ်တယ်အဓိပ္ပာယ်ကဒီလုပ်ငန်းကနေရတဲ့အကျိုးမြတ်ကို founding club ကိုသွားတဲ့အချိန်မှာ percentage တစ်ခုသွားတဲ့အချိန်မှာအဲ့ဒီသွားတဲ့စုစုပေါင်း total profit က40% ဟာခုနကျွန်တော်တို့တည်ထောင်ထားတဲ့ safety fund တွေကိုသွားတယ်အဲ့တော့ဒေါ်လာ2သိန်းကအမြင့်နဲ့2သိန်းဖြစ်မနေဘူးလုပ်ငန်းရဲ့လက်ပတ်မှုတိုးတက်မှုကြီးထွားလာတဲ့အမြတ်ဒေါ်လာ2သိန်းကနေပြီးတော့ဝင်လာတဲ့ revenue ကဝင်လာတဲ့ပုံမှန်မူတည်ပြီးတော့3သိန်းနဲ့ဖြစ်လာနိုင်တယ်4သိန်းနဲ့ဖြစ်လာနိုင်တယ်5သိန်းနဲ့ဖြစ်နိုင်တယ်8သိန်းနဲ့ဖြစ်လာနိုင်တယ်3သန်းနဲ့ဖြစ်လာနိုင်တယ်ဒီ fund size ကကြီးလာတဲ့အမြတ်မိတ်ဆွေတို့ရနေတဲ့ percentage က6 to 10မဟုတ်တော့ဘူး6 to 10ဆိုမိတ်ဆွေတို့ကဒေါ်လာ9000ပုံမှာလူတိုင်းကိုကျွန်တော်လတိုင်း9000ထည့်ခိုင်းနေရမဟုတ်ဘူးနှစ်တိုင်း9000ထည့်ခိုင်းနေမှာတသက်လုံးမှာတစ်ချိန် one time 9000တ unit ဝယ်ပြီးရင်ပြီးပြီ done ဘာ cost မှမရှိဘူးအဲ့တော့ကိုထည့်ထားတာ9000ပဲဒါပေမဲ့ defense site ကြီးလာတဲ့အမြကိုပြန်ရတဲ့ return က6 to 10မဟုတ်နိုင်တော့ဘူး maybe တစ်နှစ်ကြာတဲ့အချိန်မှာ maybe နှစ်နှစ်ကြာတဲ့အချိန်မှာ20 30 9000နဲ့ရှင်းတာဖြစ်တဲ့အတွက်20% ဖြစ်နိုင်လား30 I don't know ဘယ်သူမှမသိနိုင်ဘူးဒါဘယ်လောက်ထိကြီးထွားနိုင်လဲဘယ်လောက်ထိသွားလဲဆိုတော့မသိနိုင်မသိနိုင်ဆိုတော့ကျွန်တော် projection လုပ်ထားတာပေါ့ဗျာ3နှစ် plan 5နှစ် plan ရှိတာပေါ့ကျွန်တော်မှာဒါတွေက inner cycle တဲ့ဝင်လာပြီဆိုတဲ့အချိန်မှာကျွန်တော်ရှင်းပြမှာပေါ့နော်ဒါအခုမှဘယ်သူမှဘာမှမသိသေးဘူးလေနော်ဒီလောက်ပဲကျွန်တော်ရှင်းပြလို့ရမယ်ဒါနံပါတ်2ဝင်ငွေကအလွယ်လေးမှတ်လိုက်လုပ်ငန်းရဲ့တိုးတက်အောင်မြင်မှုမှာပြီးတဲ့ share ငွေပေါ့ဗျာသဘောပါနော်နံပါတ်3ကကြတော့ capital market exit လို့ခေါ်တာကျွန်တော်ပြောတဲ့ဟာလေးကိုမှတ်ထား2026မှာစတဲ့ကျွန်တော်ဒီ platform ဟာ by the end of 2030မှာတနေရာမှာဆိုဟောင်ကောင်ဖြစ်ချင်းဖြစ်မယ်စင်ကာပူဖြစ်ချင်းဖြစ်မယ် US ဖြစ်ချင်းဖြစ်မယ်ဒူဘိုင်းဖြစ်ချင်းဖြစ်မယ်မသိဘူးဈေးကွက်ပေါ်မှာမူတည်တယ်ကျွန်တော်တို့ဒီဟောပေါ့ဘယ်လိုခေါ်မလဲဆိုတော့ဒီ jurisdiction ပေါ့နောက်ပြီးရင်ဒီ regulations ပေါ့ကျွန်တော်တို့အတွက်ပျော့ပြောင်းတဲ့เนาะကျွန်တော်တို့အတွက်လှုပ်လို့လူလို့တာတဲ့ regulation အားတာတဲ့နိုင်ငံတစ်ခုခုမှာကျွန်တော်တို့က public listed လုပ်ဖို့ရှိတယ် Grow X ကိုနောက်9နှစ်မှာ maybe plus or minus ပြောရင်တစ်နှစ်တိုးရင်တိုးမယ်တိုးလို့တော့မရတစ်နှစ်နောက်ကျကောင်နောက်ကျမယ်ဒါကချူပြောတာပေါ့အဲ့တော့တေချာတော့9နှစ်ပေါ့9နှစ် target ထားတာအဲ့တော့ဒီလိုမျိုး public listed လုပ်တဲ့အချိန်မှာသဘောကဘာလဲဆိုဒီနေ့မိတ်ဆွေတို့က founder NFT ကင်ထားတာ founding club တွေဝင်တဲ့သူတွေကဒီတိုင်းလေးစာရွက်လေးပဲရမှာမဟုတ်ဘူးစာရွက်လေးရမှာမဟုတ်မိတ်ဆွေတို့ကဘာကင်ထားရလဲဆိုတော့ NFT ကင်ထားတာ
အဲ့တော့အချိန်မီပြန်လွှဲပြောင်းလို့ရရင်တရားကိုပြန်ရောင်းလို့ရတယ်အဲ့ NFT ရဲ့တန်ဖိုးကဘယ်ပေါ်မှာမူတည်လဲဆိုတော့လားစဉ် passive လို့ခေါ်တယ်လားစဉ်ဘယ်လောက်ရနေလဲနံပါတ်2ဝင်ငွေ3လတစ်ချိန် dividend ဘယ်လောက်ရနေလဲဆိုတဲ့ပုံမှာ automatic ကျွန်တော်တို့က formula ထည့်ထားတာဖြစ်တဲ့အတွက် coding ထဲမှာ formula ထည့်ထားတာဖြစ်တဲ့အတွက်ဒီ NFT က valuation က real time မှာမျိုးဆိုတွေ့ရလိမ့်မယ်တွေ့ရလိမ့်မယ် very real တခြား platform တွေမှာစိတ်ချမရှိဘူးနော်အဲ့တော့ NFT ကိုယ့်ရဲ့ solution မှာကျွန်တော်လုပ်ငန်းတစ်ခုလုပ်တယ်ဒီတိုင်းရိုးရိုးတန်းကိုပိုင်လုပ်ငန်းတစ်ခုလုပ်တယ်ဥပမာကျွန်တော်လူတွေမြင်အောင်ပြောရင် 1KKO 1KKO ဟာဒေါ်လာတန်း20တန်တယ်တန်း100တန်တယ်လို့အချိန်တစ်ခုယူပြီးမှသတ်မှတ်ရတယ်data တွေပေါ်မှာအဲ့တော့ကျွန်တော်တို့ကနည်းပညာနဲ့တွားတဲ့ company ဖြစ်တဲ့အတွက် Masonry ရဲ့ founding NFT က Masonry ရဲ့ဝင်ငွေနောက်ခံဘယ်လောက်ရှိသလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ okay ဝင်ငွေနောက်ခံဘယ်လောက်ရှိလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကဒီ founding NFT ရဲ့တန်ဖိုးဟာ valuation လို့ခေါ်တယ်တန်ဖိုးဟာ real time မှာတခါနဲ့ automatic တွက်ချက်ထားပြီးသားဖြစ်တယ်ကျွန်တော်ပြန်ပြောမယ်နော်အကြုံမရှိနားလည်မှာမဟုတ်ဘူးဘာတွေလည်းမသိဘူးပေါ့မဖြစ်နဲ့နော်စိတ်ဝင်စားစရာကောင်းတယ်နောက်ပိုင်းဖြည်းဖြည်းချင်းနားလည်အောင်လုပ်လို့ရတယ်အဲ့တော့ founding NFT ကမိတ်ဆွေတို့နံပါတ်1ဝင်ငွေနံပါတ်2ဝင်ငွေများလာအမြင်များသူ့ရဲ့တန်ဖိုးကပြောင်းလဲလာတာပေါ့နော်အဲ့တော့ဒေါ်လာ9000 NFT ဟာနောက်တစ်နေ့နေရဲ့အချိန်မှာ3000ဖြစ်ချင်လည်းဖြစ်မယ်9000ဖြစ်ချင်လည်းဖြစ်မယ်8000ဖြစ်ချင်လည်းဖြစ်မယ်3သိန်းပဲဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့ကျွန်တော်က guarantee ပေးလို့ရလားမရဘူးတိုးတော်လည်းပဲ potential လို့ခေါ်တယ်အလားအလာရှိတယ်အဲ့လိုဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့က stock listed တဲ့ဝင်ပြီလို့ပြောတဲ့အချိန်မှာ exit လို့ခေါ်တယ်ဒီထဲမှာရှိတဲ့ founder member တွေကိုတစ်ချိန်လုံးလစဉ်မဲယူ3လတစ်ချိန်ယူဆိုတဲ့လူလဲခြေနဲ့တဲ့လူရှိသလိုဟာငါရဲ့ NFT လေးကဒေါ်လာ3သိန်းတောင်တက်နေပြီငါ3သိန်းကထုတ်ချင်တယ်ဆိုတဲ့စိတ်လဲအဲ့ချိန်မှာလူတွေမှာရှိကောင်းရှိနိုင်တယ်တချို့လူတွေမှာအဲ့လိုလူတွေကိုကျွန်တော်တို့ကဟာမင်းလစဉ်နဲ့ပဲခြေနဲ့3လချိန်ပေးတာကောင်းနေတာပဲပေါ့ဘူးမင်းထုတ်ချင်လားထုတ်လို့ရတယ်ဘယ်ချိန်မှာထုတ်လို့ရလဲ public listed သွားတဲ့အချိန်မှာ swap လုပ်တယ်လို့ခေါ်တယ် swap ဆိုတာလဲတာပေါ့ဒီ founder NFT နဲ့ public share ကိုလဲလို့ရတယ်ကိုယ့်လက်ထဲကို public share ရောက်လာတဲ့အချိန်မှာသဘောကအစုရှယ်အဆောင်1000ရောက်လာတဲ့အချိန်မှာ1000လုံးပဲ exchange မှာသွားရောင်းနော်900ပဲရောင်းမယ်900တော့ငါကင်ထားအောင်မယ်ဈေးတက်မလားမသိဘူးခဲ့ပေါ့ကိုယ့်ဘာကို own decision ပဲအဲ့ချိန်မှာကျွန်တော်က capital market exist ကိုလည်းကျွန်တော်တို့က founder NFT သမားတွေကိုပေးထားတယ်ဒါပေမဲ့အဲ့လို founder NFT ကို swap လုပ်ပြီးတော့ public မှာရောင်းလိုက်ပြီလို့ပြောတာ ਨੇ sorry လစဉ်လည်းမရတော့ဘူး3လတစ်ချိန် revenue လည်း sorry မရှိတော့ဘူးဘာလို့လဲတော့အပီထွက်သွားတာမလုပ်ငန်းတွေကနေဒီသဘောကိုပြောချင်တာအဲ့တော့ဒါကကျွန်တော်တို့အကုန်လုံးကဒီလိုစီစဉ်လာတာပေါ့နော်โอเคအဲ့တော့ကျွန်တော်အခုညီကုန်းပိုင်းလေးပြောတော့မယ်အဲ့တော့ဒီမှာကျွန်တော်ပြောထားတယ်ဒါလေးကနည်းနည်းလေးရှင်းပြမယ်ဒီ NFT နဲ့တော့တဲ့ကိစ္စမှာ verification ဆိုတာဟာဟုတ်လားမဟုတ်ဘူးလားအကုန်စစ်လို့ရတယ်ငါရဲ့ဟုတ်လားငါ001ဝယ်ထားတယ်ငါရဲ့ NFT ဟုတ်ရဲ့လားအကုန်စစ်လို့ရတယ် verification ဆိုတာအကုန် smart contract လို့ခေါ်တဲ့ blockchain ပေါ်မှာ run တာဖြစ်တဲ့အတွက်အကုန်လုံးဟာ transparency ရှိတယ်ဘာမှ hack လုပ်လို့မရဘူးဘာပြဿနာမရှိဘူးဒါပေမဲ့ကိုယ့်ဘာကိုလစ်လူကိုယ့်ရဲ့လစ်ဟာမှုကိုယ့်ရဲ့ခုနပြော cyber security နားမလည်မှုတွေဆိုရင်တော့မပြောတတ်ဘူးဒါအဲ့ဒီအတွက်ကကျွန်တော်သင်တန်းနေပြီးမှာပဲပူစရာမလိုဘူးနောက်ဆုံးပိုင်းလေးကျွန်တော်ရှင်းပြမယ်ကျွန်တော်တို့ကဒီ founder club ကိုဘယ်လိုတန်ဖိုးထားလဲဆိုတော့ဒီ founder club ကကျွန်တော်တို့ရဲ့ long term investor network ဖြစ်တယ်ကျွန်တော် grow ace ကအခုကျွန်တော်လုပ်တဲ့အပိုင်း၃ပိုင်းနဲ့ရပ်မှာလုံးဝမဟုတ်ဘူး user 1 million မပြောနဲ့ user 3သိန်းပဲရှိလာကျွန်တော်ရဲ့ next step ဒီ crypto market နဲ့ investment market ကျွန်တော်ဝင်ဖို့ရှိတယ် banking ကျွန်တော်ဝင်ဖို့ရှိတယ် user များလာတာနဲ့စားသုံးသူသာရှိလာပါလိမ့်စေ rock and roll လုပ်လို့ရတယ်ဒီနေ့ပဲမှာအဲ့တော့ကျွန်တော်တန်ဖိုးထားတယ် founder club ကိုဒီအတွက်ကျွန်တော်တို့ကဒီ founder club ဆိုတဲ့သူတွေဟာကျွန်တော်ဒီ platform ကဒီတစ်နှစ်ပတ်လုံးဘယ်လို run သွားလဲဘယ်လိုအကျိုးအမြတ်ရှိသွားလဲနောက်နှစ်မှာဘယ်ကိုသွားမှာလဲဘာတွေလုပ်မှာလဲဆိုတာဘွေစော်ဦး information ရမယ်သူတွေဖြစ်တယ်အဲ့ဒီ information တွေကိုရှင်းတန်းထုတ်တဲ့အချိန်မှာကျွန်တော်တို့က annual retreat ဆိုပြီးတော့ခေါ်တယ်နှစ်တိုင်းကျွန်တော်တို့တခြား organization တွေမှာရှိတယ် AGM ဆိုတာ annual general meeting ဆိုတာနှစ်တိုင်းအများပိုင်း company တွေလုပ်တဲ့ practice မျိုးပဲ founder club member တွေကျွန်တော်ကနှစ်တိုင်း all free
လေယာဉ်လက်မှတ်ကနေစပြီးတော့နေတာစားတာအကုန်ပါတယ်နှစ်တိုင်းကျွန်တော်ရဲ့ annual meeting ကိုတက်ပေးရတယ် This is not promotion ဒါ promotion လုပ်နေရမဟုတ်ခီးစဉ်တွေရောင်းစားနေလည်းမဟုတ်တဘောကကိုယ့်ရဲ့ founder club ကလူတွေကိုကိုယ့်ရဲ့ platform နဲ့ပတ်သက်ပြီးတော့ဖြစ်ပြနေတာရှေ့သွားနေတာနှစ်တိုင်းကျွန်တော်ခေါ်ပြီးတော့နှစ်ရက်က training and meeting နှစ်ရက်က3ရက်ကအလဲအပတ်495တွေကို all free အဲ့ဒါနှစ်အဲ့တော့ founder NFT ကိုင်လိုက်တော့နှစ်တိုင်းခီးစဉ်သွားနေရတာပေါ့ဒီကတချို့သောမိတ်ဆွေတွေအတွက်နားလည်အောင်ပြောရင်နှစ်တိုင်းခီးစဉ်သွားနေရတယ်ပေါ့နော်ဒီလိုမျိုး financial return အပြင်ကျွန်တော်ပြင်ပေးတဲ့ဟာတွေရှိတယ်ဒီဘက်က priority asset ဘာတွေရတော့ဒါကျွန်တော်နောက်ပိုင်းမှာ visa နဲ့ပေါင်းပြီးကျွန်တော် crypto cat တွေလည်းကျွန်တော်ထုတ် distribution လုပ်ဖို့ရှိတယ်ဆိုတော့အဲ့လိုဟာတွေမှာကျွန်တော် priority service ကျွန်တော်ပေးဖို့ရှိတယ်ဒီ founder club ကိုပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကအခု founder position ကို15ရက်နေ့ဒီဇင်ဘာနေ့ကကျွန်တော်စပြီးတော့15ရက်နေ့ဒီဇင်ဘာကနေပြီးကျွန်တော်စပြီးတော့ pitching လုပ်နေရပါတော့ကျွန်တော်တစ်လပဲကျွန်တော် pitching လုပ်နေတယ်တစ်လအရင်က phase 1နေဆို pitching လုပ်မယ် January 15ရက်နေ့အထိဆိုအခုဒီနေ့ကျွန်တော်ဘယ်နေ့ရလဲ6ရက်နေ့ right နောက်ထပ်9ရက်အထိပေါ့ကျွန်တော်တို့ဒီလို meeting စတိုက်လုပ်နေတယ်အဲ့ဒီမှာကျွန်တော်တို့က001ကနေ100ကိုကျွန်တော်တို့က founder club ကိုရောင်းနေတာပေါ့ဗျာနော်အဲ့ဒီမှာကျွန်တော်တို့က001ကနေ009အထိ9 unit ကိုစပြီးဝယ်တဲ့သူတွေကိုကျွန်တော်တို့က premium founder club ဆိုပြီး status ထပ်ခွဲလိုက်တယ်အဲ့ status ခွဲတဲ့ premium founding club member တွေကကြတော့အကျိုးမြတ်ပိုရမှာလားမရဘူးအကျိုးမြတ်ကတူတူပဲနောက်ဆုံးမှဝင်တဲ့သူနဲ့ရှေ့ဆုံးမှဝင်တဲ့သူနဲ့ founder club member တွေကအကျိုးမြတ်ဘာမှမတူဘူးတူပဲမကွာဘူးတူပဲဒါပေမဲ့ဘာကွာလဲဆိုတော့ဥပမာကျွန်တော်ခီးစဉ်တွေပဲဖြစ်ဖြစ် service တွေပဲဖြစ်ဖြစ်မှာသူတို့က premium service ရတယ်ဥပမာကျွန်တော်ခီးစဉ်တွေဆိုလဲဥပမာ hotel တဲတဲ့အခန်းချင်းတူရင်တော့သူက suite room ရတယ်လို့သိရမလားခီးစဉ်မှာ flight စီးရင်တော့မှ premium seat ရတယ်လို့ business class ရတယ်လို့ဒီလိုမျိုးလေးတွေပို့သွားတာပေါ့နော် status ကွာသွားတာပေါ့အထိုင်ကောင်ကအစကွဲသွားတာပေါ့ VIP table တို့ဘာလို့အစဆိုတော့ဒါနောက်ပိုင်းမှာကျွန်တော်တိစောက်တဲ့ပုံစံပေါ့အဲ့တော့ကျွန်တော်ရဲ့ premium ဘာလို့ကျွန်တော်တို့ပထမဆုံးယုံကြည်တဲ့9 unit ဖြစ်လို့ Thanksgiving ပြန်လုပ်ပြီး okay ဒါပေမဲ့မနေ့ကပဲအငယ်ညွှန်မှာ unit 3ခုဝယ်ပြီးသားဖြစ်ပါတယ်ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်ညီလေးနဲ့အဖွဲ့ရလဲ unit 4ခုဝယ်ပြီးသားဖြစ်တယ်ကျွန်တော်မိတ်ဆွေတယောက်ကလည်း unit 1ခုဝယ်ပြီးပြီဆိုတော့002ပဲကျန်တော့တယ်001ဝယ်ပြီးပြီ002ကျန်တယ်003ဝယ်ပြီးပြီ004 005 006 007 008 009အကုန် booking လုပ်ပြီးပြီငွေသွင်းပြီးပြီ booking လုပ်ပြီးတဲ့ confirm ပြောထားပြီးသားရှိတယ်မဲ့ကျွန်တော်လူကြီးဖြစ်တဲ့အတွက်ကျွန်တော်လေးစားမှုရှိတယ်ဒါကြောင့်ကျွန်တော်က booking လုပ်ထားတဲ့အတိုင်းပဲထားထားတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ unit 6ခုမှာ002တခုပဲကျွန်တော်ဒါဆို009ပြီးရင်ထပ်ဝယ်လို့ရတာပေါ့ကျွန်တော်100 unit ထိရောင်းတာပဲလေအဲ့တော့ကျွန်တော်ဒီ limit တွေကအရင်ကြီးတော့လေ serious ဖြစ်စရာတော့မဟုတ်ပါဘူးတိုးတော်လည်းပဲကျွန်တော်ကဒါပို့ပြီးတော့ privilege လုပ်ပေးထားတဲ့သဘောပေါ့နော်ဒါပါပဲအဲ့တော့ဒီ unit 6ခုမှာကျွန်တော်002ပဲကျန်တော့တယ်ဒီနေ့နားထောင်တဲ့မိတ်ဆွေတွေမှာမေးခွန်းတွေရှိရဆိုကျွန်တော်ဖိတ်ခေါ်တယ်any question မှာမေးလို့ရတယ်เนาะအားမနာလည်းကျွန်တော်မေးလို့ရတယ် okay ကျွန်တော်ဒီနေ့ presentation ဒီမှာရပ်ပါမယ်ခင်ဗျာwelcome မှာကျွန်တော်ဖိတ်ခေါ်တယ်ဒီထဲမှာတက်တိနားလည်တဲ့လူလည်းပါမယ်နားထောင်နေနေမရှင်းတဲ့သူတွေလည်းပါမယ်နော်အဲ့တော့ကျွန်တော်ဖိတ်ခေါ်တယ်ဟိုဟာဖြစ်ပေးပါအေးလားကိုကျော်စင်းမင်္ဂလာပါအကိုမေးလို့ရ